ကျမတို့ channel လေးကနေပရလောကနဲ့စိတ်ဝင်စားဖွယ်ရာဂမ်ဘီယာဖြစ်ရဲ့စံကျဲဇလံကောင်းလေးတွေကိုတင်ဆက်ပေးနေပါတယ်။ဒီနေ့မှာတင်ဆက်ပေးမှာကတော့စာရေးသူမင်းဝိစာတညမြေရေးသားထားတဲ့ပန်းတော်ဆောင်အဖြူရောင်တခင်မနဲ့ထူးဆန်းတဲ့အယိုးစုမိတ်ဆောင်ရှာပုံတော်ခန္ဓာရီခီးချမ်းဆိုတဲ့ဇလံလေးရဲ့အစအဆုံးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဇလံလေးမစတင်မီကျမတို့ရဲ့ channel ကို like and subscribe လေးနှိပ်သွားဖို့နဲ့ဇလံသစ်များစွာကိုမလွတ်တမ်းနားဆင်နိုင်ဖို့ဘေးနားက notification ခေါင်းလောင်းလေးကိုလည်းနှိပ်သွားပေးဖို့မမေ့ပါနဲ့ရှင်။ဒါဆိုရင်ဇလံလေးကိုခုပဲစတင်လိုက်ပါပြီ။၆ကြားထိလန့်ပွဲတောအုပ်ကြီးရဲ့တနေရာမှာစိမ့်ဆိုပြီးထူထပ်လာတဲ့တစ်ပင်တွေကိုဖျက်ကျော်ပြီးတော့ခေါင်းမာလေးစပင်းကရှိရှိနဲ့အပေါ်ပိုင်းကဘာဝင်းမှမပါပါဘူး။ပလိုင်းလေးတစ်လုံးနဲ့ကျိုးတချို့ကိုလွှဲကလက်ထဲမှာလည်းဓမ္မတူတစ်လက်နဲ့အသက်18-19အရွယ်ကောင်မလေးတစ်ယောက်သွားလာနေတယ်။တနေရာအရောက်မှာရေအိုင်ငယ်တစ်ခုကိုတွေ့လိုက်ရပြီးအဲ့ဒီရေအိုင်ငယ်ကိုငုံကြည့်လိုက်တော့ရေကကြည်လင်းနေရနဲ့ရေမှာထင်ဟပ်နေတဲ့သူ့မျက်နှာကိုသူ့မြင်ပြီးသဘောကျစွာပြုံးလိုက်တယ်။ပြီးတာနဲ့မျက်နှာတိပြီးရှေ့ဆက်ခဲ့တယ်။ရေအိုင်ငယ်ကိုဖျက်ကျော်ပြီးမှတောရင်ရိုင်းတွေတဝီဝီနဲ့ကူပေါက်ကြီးတစ်ခုမှပြန်ထွက်နေတာကိုတွေ့လိုက်ရတော့တယ်။ဟာကောင်လေးအံ့ဩသွားတယ်။အဲ့ဒီအခါကူကြီးအထဲမှာညီးတန်လိုအတန်တိတ်ကိုကြားလိုက်ရတော့ကောင်လေးလေးကူကြီးတဲ့ကိုဝင်ဖို့ဆုံးဖြတ်လိုက်တော့တယ်။ကူကြီးတဲ့မှောင်မင်းနေပြီးတော့ပလိုင်းထဲမှာမီးတုပ်ကိုထွတ်ယူကမီးငြိလိုက်တယ်။မီးတုပ်တစ်ဖက်ဓာတ်ကိုတစ်ဖက်ကင်ကနောက်ကအလင်းမှာကြောက်ကမ်းမတစ်ဖွဲဖြစ်နေတဲ့ခူဝင်ဝလန်းကိုပြုတ်ကြမလို့ဖြစ်သွားသေးတယ်။ဟင်ကောင်လေးကခန္ဓာရဲ့အရှင်ကိုလင်းမြန်စွာထိမ့်ပြီးမီးနဲ့ထိုးကြည့်တော့တကြီးကြီးမြည်နေတဲ့အတန်တို့ကိုကြားရတာကလွဲပြီးဘာမှမမြင်ရပါဘူး။ကြောက်သေးစင်းရဲ့ဆုံးဖြတ်လိုက်ပြီးခါမှဆွလဲတိုင်းထားတဲ့ကျိုးကိုဖြိုးယူကအနီးမှာရှိတဲ့ကြောက်တုံးကြီးမှာကျိုးတစ်ခုကိုနီးကပ်စွာချီထားလိုက်ပြီးကြံ့ကျိုးတွေကိုအောက်ကိုပြစ်ချကအဲ့ဒီကျိုးအတိုင်းဖက်တွေပြီးဆင်းလာခဲ့တယ်။တနေရာအရောက်မှာကုနေရန်ကြားမှာတိုးထွက်နေတဲ့ပုံစံဖြစ်နေတဲ့ကြောက်တုံးကြီးတစ်ခုကိုတွေ့လိုက်ရတော့အဲ့ဒီနေရာမှာရက်ကဘေးဘက်ဝင်းကျင်ကိုဝေးဝိုက်ကြည့်လိုက်တယ်။အဲ့ဒီအခိုက်မှာပဲဥကောင်းပုံစံဖြစ်နေတဲ့ကြောက်တုံးကြီးမှာပြုတ်အီဖြစ်လာပြီးအပေါက်သေးသေးလေးတွေဖြစ်လာတယ်။ဟာကောင်းလေးအံ့ဩသွားပြီးအဲ့ဒီအပေါက်ကလေးကိုဓာတ်နဲ့ကလော်ကြည့်တော့မြောင်များစွာတဲ့အင်းဆက်ပိုးကောင်းတွေထွက်လာခြင်းနဲ့အတူလူတစ်ယောက်ရဲ့နာကျင်စွာညီးတဲ့အတန်လိုအတန်ကိုကြားလိုက်ရပြီးကောင်းလေးကအဲ့ဒီနေရာကဘာလဲဆိုတာသိလို့တာနဲ့အပေါက်ထဲလက်နဲ့နိုင်ကြည့်လိုက်တော့ကောင်းလေးရက်နေတဲ့အရာမှာသူထင်ထားသလိုကြောက်တော့မဟုတ်ပဲအိပ်ပျော်နေတဲ့တရဝတကောင်မှန်သိလိုက်ရပါတော့တယ်။ကောင်းလေးကြည့်နေတော့မှပဲအဲ့ဒီအရာကမျက်လုံးပွင့်လာပြီးညီးကလှုပ်ရှားလာတော့ကောင်းလေးခင်ဗျာထိတ်လန့်သွားခဲ့ရပြီးအာအဲ့ဒီလိုအော်ကပြုတ်ကျသွားပါတော့တယ်။ကံကောင်းထောက်မစွာနဲ့ကောင်းလေးပြုတ်ကျခဲ့တဲ့နေရာမှာရေအိုင်ကြီးတအိုင်ဖြစ်နေပါတော့တယ်။ကောင်းလေးရေထဲနှိမ့်ဝင်သွားပြီးကောင်းလေးလည်းရေထဲမျက်လုံးဖွင့်ပြီးကြည့်လိုက်တော့သူ့ရဲ့ရှီတေတေမှာရှီမျိုးမျိုးအရာတစ်ခုကူးခက်သွားတာကိုတွေ့လိုက်ရပြန်ပါတော့တယ်။ကောင်းလေးလှမ်းပြီးရေပေါ်ကိုအမြန်ပေါ်တက်ရန်လို့တော့ယောက်ျားကြီး2ယောက်ဖက်စာလောက်ရှိတဲ့ဦးကောင်ခန္ဓာကိုယ်တစ်ခုလုံးအယိုးရေပေါ်ရဲ့ကဲသို့ခြေတန်းရှိလက်တန်းရှိမြောင်များစွာတဲ့ခြေလက်တုံးနဲ့အစာရင်အထိဖောက်ထွင်းမြင်နေရတဲ့တရားဝါတစ်ကောင်ကိုမြင်တွေ့လိုက်ရပါတော့တယ်။အဲ့ဒီတရားဝါမှာအသားဆိုလိုဦးကောင်းမှာပဲရှိပြီးကြံတဲ့အစိပိုင်းတွေမှာအယိုးစုတွေသာဖြစ်တယ်။ပါးစပ်မှာလည်းရာဇဝင်တောင်းလောက်ကျဲပြီးအထက်ထက်ဖြစ်နေတဲ့သွားတွေကလွှားကဲ့သို့ချွန်တက်နေတယ်။ကောင်းလေးထိတ်လန့်တုန်လှုပ်သွားပြီးအမျက်ဆုံးကုခက်သွားပါတော့တယ်။ကောင်းလေးရေအိမ်ထဲကလွတ်မြောက်သွားခဲ့ပြီးဒါပေမဲ့လည်းကုန်းပေါ်မှာသူ့တွေးလိုက်ရတဲ့အရာတွေကြောင့်အဲ့ဒီနေရာမှာချက်ချင်းထပြေးပါတော့တယ်။သူတွေးလိုက်ရတာကမြောင်များစွာသောအယိုးစုအယိုးပုံတွေနဲ့အတူကျိုးဖယ်ပျက်စီးနေပြီးဖြစ်တဲ့ဘလူးရုပ်ထုတွေကိုပါပဲ။ကောင်းလေးတန်ကုန်အော်ဟစ်ပြီးပြီးသလိုနောက်မှခြေတန်းကလည်းထက်ချက်မကွာလိုက်လာနေတာကမြေကြီးပါတုန်ခါသွားတယ်။ပြင်းရင်နဲ့ကောင်းလေးရဲ့ကြောဝမ်းပိုက်လဲပြီးမျက်နှာတို့မှာရားရံလာပြီးကုတ်ချစ်လိုက်တယ်။အဲ့ဒီအခါသူ့ရဲ့အဲ့ဒီနေရာတို့မှာတစုံတစ်ခုတိုးထွက်လာနေသလိုခံစားလာရတော့ကောင်းလေးဆက်မပြေတော့ပဲကြီးလိုက်တော့အပေါက်ကလေးတွေဖြစ်လာတော့တယ်။ဟင်ခန္ဓာထဲမှာတခုခုတိုးထွက်လာနေသလိုခံစားလာရလေရားရံလာလေကောင်းလေးကကုတ်လေးဖြစ်တော့အဲ့ဒီအပေါက်ကလေးတွေကတဖြည်းဖြည်းကျလာပြီးအင်းဆက်ပိုးကောင်တွေထွက်လာတော့တယ်။ခန္ဓာကိုယ်မှာအပေါက်တွေကတဖြည်းဖြည်းပိုပိုပြီးကျလာခဲ့တာမို့ဟိုဘက်ဒီဘက်ထိုးကျမောက်ဖြစ်သွားပြီးကောင်းလေးလဲကျသွားပါတော့တယ်။မုဆိုးကိုစောသည်ပြောပြတာကိုနားထောင်ပြီးကျွန်တော်ကြောစိမ်သွားတယ်။တကယ်တော့ကျွန်တော်တို့ကနတ်ချောက်လို့ခေါ်တဲ့
တော်ကြီးမြိုင်ပွေတွေကတိုင်းသားလူမျိုးစုတစ်ခုရဲ့ရွာကိုရောက်နေကြခြင်းဖြစ်တယ်။ကျွန်တော်တို့ဆိုတာကကျွန်တော်ထူးမြတ်ရဲ့ဆရာလင်းညိုအလင်းကလင်းညိုရဲ့ကျောင်းဆရာလင်းထက်ရဲ့နဲ့ကိုကျံမောင်ကိုလားဆောင်တို့ရဲ့ဖြစ်တယ်။နှစ်ချောက်ကိုရောက်နေရတဲ့အကြောင်းရင်းကကျွန်တော်ဆရာလင်းညိုကသူနဲ့ပညာအတူယူဖက်ဖြစ်တဲ့ဆရာမင်းတေဝါကိုတွေ့လိုတာရဲ့ပြီးတော့လရောင်ပန်းလို့ခေါ်တဲ့ရှားပါတဲ့ပန်းတစ်မျိုးကိုရှာဖွေလိုတာရဲ့ကြောင့်ပဲဖြစ်တယ်။ဆရာလင်းညိုရဲ့ရည်ရွယ်ချက်ကဆရာမင်းတေဝါနဲ့တွေ့ပြီးလပန်းကိုရှာရမှာအကူအညီတောင်းဖို့ပေါ့။ကန်ဆိုးကျင်တော့ဆရာမင်းတေဝါကအဲ့ဒီရွာမှာရှိမနေပါဘူး။တရင်အတိအကျရထားပါလျက်လွဲချော်သွားခဲ့ရတယ်။ဆရာလင်းညိုရဲ့ပြောကြားချက်အရတော့အဲ့ဒီပန်းဟာနှစ်ပေါင်း60မှာတစ်ခါပွင့်လေရှိတယ်။နှစ်ချောင်းနဲ့နည်းနည်းလမ်းဝေးတဲ့ဝိဇာတာကြီးတောင်ကုန်းမှာရှိကြောင်းသိရတယ်။အဲ့ဒီတောင်ကိုလမ်းပြရန်မို့ဆိုးကတော့မို့ဆိုးကိုဆောင်သီးနဲ့တွေ့ရပြီးအပေါ်ကပြောခဲ့တဲ့အကြောင်းအရာကိုသူကကျွန်တော်တို့အားပြောပြခြင်းဖြစ်တယ်။ကဲဘယ်နဲ့လဲခင်ဗျားတို့သွားရဲကြသေးရဲ့လား။ကိုစောတီကမေးတယ်။ကိုစောတီကျုပ်ကတော့ဘလို့အနေရနေပဲကြုံရအဲ့ဒီလရောင်ပန်းကိုတွေ့အောင်ရှာပြီးရမှာကိုဖြစ်မယ်။ဒါကအထက်ကျုပ်ဆရာကကျုပ်ကိုယုံလို့ပေးထားတဲ့တာဝန်ပဲပြက်ကွက်လို့မဖြစ်ဘူးခင်ဗျားသာဝိစာတာကြီးကိုလိုက်ဖို့နိုင်မလားပြောဆရာလင်းညိုကပြက်သွားစွာပြောလိုက်တယ်ဟာကြိုက်ပြီဟေးဒီလိုလူတွေကိုမှစောတီသဘောကျတာကိုစောတီသဘောကျစွာရင်းရင်ပြောတယ်ဒါနဲ့ကိုစောတီကျုပ်မရှင်းတာရှိသေးလို့မေးပြရစေအောင်ခင်ဗျားပြောပြတဲ့အကြောင်းအရာလေးတွေကကောင်းလေးဆိုတာဘယ်သူများတော့ဗျကျွန်တော်မိကုန်းကြောင့်ကိုစောတီရဲ့မျက်နှာကချက်ချင်းမူရပြောင်းသွားပြီးသူ့ရဲ့မျက်နှာမှာဝမ်းနည်းမှုကိုအထင်သာမြင်နေရတယ်။အဲ့ဒီအချင်းရာကိုမြင်တော့ဆရာလင်းထက်ကကျွန်တော်ကိုခါတူတယ်။ဘာလို့မေးရတာလဲ။အဲ့ဒီလိုဆိုတဲ့အတိတ်ပဲနေပေါ့။ခင်ဗျားတို့မေးတော့လေဖြေရတာပေါ့လေ။အဲ့ဒီကောင်လေးဆိုတာကတခြားလူမဟုတ်ပါဘူး။ကျုပ်ညီငှက်စောပါပဲ။အဲ့ဒီနေ့ကသူ့နဲ့ကျုပ်တော်တယ်ဖားရှာငါရှာသွားရင်းကနေလမ်းခွဲသွားခဲ့ကြတာ။ကိုစောသည်ကျွန်တော်တောင်းပန်ပါတယ်။ကျွန်တော်တကယ်စိတ်မကောင်းပါဘူးဗျာ။ရပါတယ်ဗျ။ဖြစ်ခဲ့တာတွေလည်းကြားခဲ့ပြီလေ။အဲ့ဒါတွေထားလိုက်ပါ။ခင်ဗျားတို့ဘယ်နေ့ခီးစထွက်မလဲ။ကိုစောတီကဝမ်းနေမှုကိုအန်တူရင်မေးတယ်။ဆရာလင်းညိုကကိုစောတီရဲ့စကားကိုကြားတော့အိရှိကိုထွက်ပြီးကောင်းကင်ကြီးကိုမော့ကြည့်ကပန်းပွင့်ဖို့နေ့ကနီးနေပြီဆိုတော့ကျုပ်တို့မနေ့ပြန်ခီးစထွက်ကြတာပေါ့။အဲ့ဒီလိုပြောလိုက်တော့တယ်။အဲ့ဒီညကျွန်တော်လုံးဝအိမ်မပြောပါဘူး။ဆရာလင်းညိုကိုကိုကြီးချင်းလေးသာလိုက်လာခဲ့ပေမယ့်စိတ်ထဲလေးလံနေပြီးကိုစောတီပြောပြတဲ့သူညီကြုံခဲ့ရတဲ့အနေရဲ့အကြောင်းကိုတွေးပြီးတကယ်မဟုတ်ပါစေနဲ့လို့တောင်ဆွတောင်းနေမိတော့တယ်။အဲ့ဒီအခါအိရှိကုပြစ်ပေါ်မှာစကားပြောတဲ့တချို့ထွက်ပေါ်လာတော့ကျွန်တော်လေဒီချင်းကြီးဘသူတွေများစကားပြောနေကြတာလဲသိကျင်လာတာနဲ့ကျန်းတရံပေါက်ကလေးမှာချောင်းကြည့်လိုက်တော့ကိုစောတီနဲ့သူ့မိန်းမစောရီဖြစ်နေတယ်။ကိုစောတီမနေ့ဖြန်ဝိစာဓာကြီးဘက်ကိုမသွားပါနဲ့လား။စောရီစိတ်ဘူးလို့ပါ။စောရီဝမ်းနေနေတဲ့လေးတန်းနဲ့ပြောတော့ကိုစောတီကသူမရဲ့လက်စုံကိုစုပ်ကိုင်ကစောရီစိတ်ပူနေတာကိုစောတီနားလဲပါတယ်။ဒါပေမဲ့မစိုးရိမ်နဲ့နော်။စောတီဒီတောဒီတောင်တွေကိုကြွမ်းပါတယ်စောရီရဲ့အလုံးစုံ၄-၅ရက်ပါပဲ။စောရီစီအမြန်ဆုံးပြန်လာခဲ့မယ်နော်။အဲ့ဒီလိုနှစ်သိမ့်စကားဆိုတယ်။ဒါပေမဲ့လေစောရီအထက်မှာတရှုပ်ရှုပ်ငိုတဲ့ထွက်ပေါ်လာတော့တယ်။ငိုပါနဲ့စောရီရဲ့။စောတီကစောရီကိုဝိကောင်းစားလာတွေဝစ်စီခြင်းလို့ပါကွာ။စောရီရတော့တယ်ပြင်းပန်းပန်းလုံးနေတာတွေကိုမကြည့်ရလို့ပါကွာ။သူတို့ပေးတဲ့ငွေပမာဏနဲ့ဆိုရင်စောတီရဲ့စောရီလေးမပင်မပန်းပဲနေနိုင်စားနိုင်လို့ပါကွာ။စောရီမငိုနဲ့နော်။ကိုစောတီကစောရီရဲ့မျက်ရည်တွေကိုတုပ်ပြီးရင်ပြောပြန်နေ။စောရီမလို့ခြင်းမူကိုစောတီရဲ့စောရီရဲ့ဆိုရင်ပင်မလေးစောရီမမှုပါဘူး။ဝိစာဓာကြီးတောင်ကဘယ်လိုမျိုးလဲဆိုတာကိုစောတီလည်းသိတာပဲကို။ပြီးတော့ကိုစောတီရဲ့အသက်နဲ့ရင်းလို့ရလာတဲ့ငွေတွေနဲ့စောရီပြောနိုင်ပါမလားမသိဘူးစောရီကတော့ကိုစောတီကိုမသွားစီချင်တာပဲသိတယ်ကဲပါစောရီရဲ့စောတီဘာမှမဖြစ်ပဲစောရီစီရောက်ပြန်ခဲ့မယ်ဟုတ်ပြီလားပြီးတော့သွားမှာကကိုစောတီတယောက်တည်းမှမဟုတ်တာရွာထဲကဖူးစောတို့ဘာဖူးလုံတို့စောချမ်းတို့လည်းပါတာပဲစောရီစိတ်မပူနဲ့တော့နော်ကိုစောတီကစောရီအားပွေ့ဖက်ထားလိုက်တယ်ဒါနဲ့နောက်တစ်နေ့မနေ့စောစောမှာပဲကျွန်တော်တို့ခီးဆက်ခဲ့ကြတယ်ကိုစောတီကသူ့နဲ့အတူဖူးစောဘာဖူးလုံစောချမ်းဟူတဲ့လူ၃ယောက်ကိုလည်းခေါ်ခဲ့တယ်သူတို့ကလည်းပူဆိုးတွေကြီးပါပဲကျွန်တော်တို့အဖေကကျွန်တော်အပါဝင်အကုန်လုံး9ယောက်ကျွန်တော်ရဲ့ဆရာလင်းညိုရဲ့ဆရာလင်းထက်ရဲ့3ယောက်မှသာ
ဘာလက်နဲ့မှမပါပေမဲ့ကြံလူတွေကတော့လက်နဲ့ကိုစီနေဆရာလင်းညိုမှာတော့သူ့ရဲ့ဆေးလွယ်သားပါရှိပြီးကျွန်တော်နဲ့ဆရာလင်းတက်မှာတော့တစ်သားပိုင်းတစ်ပိုင်းစီကိုင်းနေရဲ့ဒါကလည်းလက်လျှောက်တာမောလာလေးတောင်းဝေးဖြစ်အသုံးပြုရန်သာဖြစ်တယ်အဲ့ဒီလိုနဲ့တတော်ဝင်တပြန်သိတော်လန်ခီးကိုဖျက်ကျော်ကြရင်ညနေဆောင်တော့တစ်ပင်တွေထူဆန်းစွာတညီတကြတဲ့တရားတသွေးတွေဖြစ်နေတဲ့နေရာတစ်ခုကိုရောက်တော့ခဏနာဖို့ဆုံးဖြတ်လိုက်ကြတယ်အဲ့ဒီတစ်ပင်တွေမှာတဘာဝအတိုင်းပေါက်ရောက်နေသလိုမျိုးမဟုတ်ပဲတရားရောက်ကအလားဆိုင်ထားသလိုညီညာနေပြီးတမျိုးကြည်ကောင်းနေပြန်နေဒါပေမဲ့ဘာပင်မလို့ပြောရန်ကခက်ခဲလာတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီတစ်ပင်ရဲ့အရွက်တွေမှာပြမဟုတ်ပဲလုံးလုံးဖြစ်နေပြီးတခြားသီးရွက်တွေကဲလို့တီယိုးငယ်တွေမပါရှိပါဘူးအကိုင်းခက်တွေမှာလည်းအကိုင်းဆိုတာထက်နွယ်နေပိုတူနေပြီးတော့အကိုင်းခက်အကုန်လုံးကခက်ပြဖြစ်နေပါတယ်အဲ့ဒီတစ်ပင်တွေရဲ့အမြင့်ပမာဏမှာလည်းလူတစ်ယောက်ရဲ့အမြင့်ပမာဏလောက်သာရှိနေပါတယ်ကျွန်တော်လည်းမမော့နဲ့တင်းမြစ်တစ်ခုကိုမိပြီးထိုင်လိုက်တယ်ဟူးမောလိုက်တာကွာအဲ့ဒီအခိုင်တင်းမြစ်မှာမကြောမနေပဲခက်ပြော့ဖြစ်နေပြီးရုတ်တရက်လှူရှားသွားသလိုခံစားလိုက်ရပါတော့တယ်ဟာဘာလဲဟာကျွန်တော်လက်နဲ့အသေးချာဆန်းကြည့်တော့လေပုံမှန်တင်းမြစ်ပါပဲအဲ့ဒီအချိန်မှာကိုစောသီးနဲ့အတူပါလာတဲ့ဖိုးစောလို့ခေါ်တဲ့မုတ်ဆိုးကအသင့်ပါတဲ့ဓမ္မတိုလေးနဲ့တစ်သားတစ်ခုကိုခြုံနေရင်ရုတ်တရက်လက်ကိုရှာသွားတယ်အာဟာဟိကောင်ဖိုးစောတတိထားဦးလေကိုစောသီးကဖိုးစောကိုတတိပေးလိုက်တယ်ဖိုးစောကဒဏ်ရာရနေတဲ့လက်ကိုခါထုတ်ပစ်လိုက်တော့လက်မသွေးဆက်လေးကတင်းမြစ်ပေါ်ကိုကျသွားတော့တယ်ကိုဖိုးစောတတိထားဦးလေဗျာရော့ဒါလေးနဲ့ဒဏ်ရာကိုပတ်ထားလိုက်ဆရာလင်းထက်ကပြောဆူနဲ့အဝိဖြူစားလေးတစ်စားကိုကမ်းပေးလိုက်တယ်ရုတ်တရက်တစ်ပင်ရဲ့အကိုင်းတွေမှာရေပိုရဲတကောင်ကဲ့သို့လှုပ်ရမ်းလာခဲ့တော့တယ်ဟာအဲ့ဒါဘာတွေလဲကျွန်တော်အံ့ဩစွာပြောလိုက်တော့ကိုစောတီကအကုန်လုံးနောက်ဆုတ်ကြမြဲတစ်ပင်ရဲ့အဝေးကိုဆုတ်ပြေးကြအဲ့ဒါအသားစားပင်တွေအဲ့ဒီလိုအော်ပြောလိုက်တော့အကုန်လုံးအလန့်တကြားဖြစ်ကောင်အဲ့ဒီနေရာမှာလင်းမြန်စွာထပြေးကြပါတော့တယ်ဟာဟိုမှာကြည့်ဟိုမှာကျွန်တော်တို့နဲ့အတူပါလာတဲ့ကိုလာဆောင်ကအော်ပြောတော့ကြည့်လိုက်ကြတယ်တစ်ပင်ရဲ့ပင်စီမှာတဖြည်းဖြည်းတွင်ဝင်သွားပြီးတစ်ကိုင်းတွေမှာပို့ပြီးရှီလီလာတယ်တစ်ကိုင်းတစ်ခုကျွန်တော်ရှိကိုဝင်ရမ်းလာတော့ခုံပြီးတော့တစ်သားတုံးပိုင်းလေးနဲ့ရိုက်ထည့်ပစ်လိုက်တယ်တစ်ကိုင်းတွေပို့ပြီးရှီလာပြီးပြေးကြကိုစောတီပြောတဲ့အတိုင်းပဲတစ်ကိုင်းတွေတဖြည်းဖြည်းရှီသက်ထက်ရှီလာတော့ကျွန်တော်တို့အားလုံးရှောင်ပြေးလိုက်ကြပေမဲ့မုတ်ဆိုးဖိုးစောကိုတစ်ကိုင်းမှာပတ်မိသွားပြီးအာဖိုးစောနာကျင်စွာအော်လိုက်တယ်ဟေးကောင်ဖိုးစောမှာနာကျင်လုံးနာကြောင်သူ့ရဲ့လက်ထဲမှာလက်နက်တွေအောက်ကိုပြုတ်ကျသွားတယ်တစ်ကိုင်းကောင်ဖိုးစောကိုသူ့ရဲ့ပင်စီကိုဆွဲပြီးယူစင်မှာကိုစောတီကပြေးပြီးခုံလျက်တစ်ကိုင်းကိုခုတ်ချပစ်လိုက်တယ်တစ်ကိုင်းရောဖိုးစောပါပြုတ်ကျသွားတယ်ကျွန်တော်နဲ့ဆရာလင်းထက်ကဖိုးစောကိုဆွဲထူလိုက်တော့ဖိုးစောရဲ့ကိုယ်မှာသွားရကဲ့သို့အရာတွေကိုတွေ့လိုက်ရပြီးတွေးဆူဖြစ်နေတယ်ပြတ်ထွက်သွားတဲ့တစ်ကိုင်းမှာလည်းဝေလိုလူးလွတ်နေပြီးနီချင်းသွေးတွေထွက်လာတော့တယ်ဟာဒါသွေးတွေထင်နေကျွန်တော်အံ့ဩစွာပြောလိုက်တော့ကိုစောတီကအဲ့ဒီတစ်ကိုင်းပြက်ကိုကန့်ထဲပစ်လိုက်တော့တယ်ကဲတော့ကလည်းနှက်လာပြီမို့အန်ဒီရတွေကလည်းပုံများလာပြီတို့အားလုံးသတိပို့ပြီးထားရတော့မယ်ကဲခီးစကြစို့ကိုစောတီမှာပြောဆူနဲ့ရှေ့ကသွားပြီးကျွန်တော်တို့လည်းအမိလိုက်ရတော့တယ်အဲ့ဒီညကိုတိပင်ကြီးနှစ်ပင်အောင်မှာပဲကြော့ဖြတ်လိုက်ကြတယ်လဲကြကင်းဆောက်ပေးပြီးတော့ပေါ့တညလုံးတဟီဟီမြည်နေတဲ့ညီးတန်ကလွှဲရင်ဘာမှမဖြစ်ခဲ့ပါဘူးမနေ့ရောက်တော့ညီးတန်အကြောင်းကိုပြောပြပေးမယ်ဘယ်သူမှတိတိကျကျမသိကြပါဘူးမနက်စာကိုအသင်ပါလာတဲ့ဆက်သားချောက်စီစမ်းလေးနဲ့ဖြစ်သလိုစားလိုက်ကြတယ်ထမင်းစားနေတော့ဆရာလင်းညိုကတိပေကြီးနှစ်ပင်စီမှာထမင်းထုတ်တထုပ်ဆက်သားကပါဇက်မှာပွားစီမိတာတွေ့လိုက်ကြရတယ်ဘယ်သူမှတော့ဘာမှမပြောကြပါဘူးအဲ့ဒီလိုနဲ့အဲ့ဒီနေရာမှာထွက်ခွာကခီးဆက်ခဲ့ကြတော့တယ်ကျွန်တော်တို့ခီးဆက်ရင်းနဲ့စမ်းချောင်းလေးတစ်ခုတွေ့တော့အကုန်လုံးရည်တဲ့စင်းကကိုလည်းတက်ဆင်လိုက်ကြတယ်ပြီးတာနဲ့အဲ့ဒီနေရာမှာထွက်ခဲ့တော့နင်းစီကဲတော့အနီရောင်ပန်းတစ်မျိုးကိုတွေ့ရပြီးကျွန်တော်ကထိကြည့်မယ်လို့တော့မထိနဲ့အဲ့ဒီဘန်ကိုမထိနဲ့အဲ့ဒီလိုကိုစောတီကလက်တစ်ချောင်းអော်ပြီးတားလိုက်တော့ကျွန်တော်လည်းလှန့်သွားခဲ့ပြီးထိကန်ဒီလက်ကိုပြန်ရုပ်သိမ်းလိုက်ရတယ်ကိုစောတီဘာဖြစ်လို့လဲဗျဟာမထိနဲ့အဲ့ဒီဘန်ကိုလုံးဝမထိနဲ့အဲ့ဒါကရိုးရိုးပန်းမဟုတ်ဘူးအနေအများတဲ့အစိတ်တောက်ရှိတဲ့ပန်းပဲကျုပ်တို့ဒေသမှာတော့ခါရှီလာလို့ခေါ်တယ်ပြောရရင်အဲ့ဒီဘန်ရဲ့အစိတ်ကကပားကောင်လိုမျိုးပဲအဲ့ဒီဘန်ကိုထိလိုက်မိတဲ့တရဝါက
တဖြည်းဖြည်းရေတဲ့ခန်းချောက်ပြီးတေးကုန်တာဗျဟာကျုပ်ဖြစ်မယုံနိုင်တော့ဘူးဗျပန်းကချစ်စရာကောင်းသလားတဲလဲအစိတ်ပြင်းတဲ့ကိုစောတီကဘေးပပတ်လေကိုကြည့်လိုက်တော့အနားမှာအစိမ်းရောင်တစ်ခုတစ်ကောင်ကိုတွေ့ပြီးဓမ္မတူရဲ့ထေးလေးနဲ့ကလော်ပြီးပန်းတွေပေါ်တင်ထားလိုက်တယ်ကျွန်တော်တို့လည်းတစ်ခုပါဖြစ်မလဲစိတ်ဝင်စားစွာစောင့်ကြည့်နေကြတယ်ခဏအကြာမှာတစ်ခုမှာအစိမ်းရောင်ကနေတဖြည်းဖြည်းပြန်းနေဖြစ်သွားကောင်ငိမ့်သွားတော့တယ်ဟာကိုစောတီကတစ်ကားလေးတစ်ခုနဲ့တစ်ခုကောင်ကိုထိကြည့်လိုက်တော့တစ်ခုကောင်မှာချက်ချင်းရေပြောကျသွားပါတော့တယ်အောင်မလေးဗျာကိုစောတီခမ ्या ပြောတဲ့ခါရှိလာပန်းကခမ ्या ပြောတာထက်တောင်အစိတ်ပြင်းတာပဲဗျကဲတွေ့ပြီမလားဒါကြောင့်အဲ့ဒီဘန်းကိုတွေ့ရင်ဝေးကိုသာပြေးတော့ကပားကောင်တွေ့ခင်ရပြီးတည်တဲ့သူကရှိခင်မမ်းမီအလောင်းလိုဖြစ်သွားပြီးကပားကောင်တွေကအလောင်းထဲမှာတွေ့ခဲ့ကြံနေခဲ့တတ်ပေမဲ့ခါရှိလာကတော့အဲ့ဒီလိုမဟုတ်ဘူးထိလိုက်တာနဲ့ခဏအကြာမှာပဲရေထဲခြောက်ခမ်းပြီးဒီတစ်ခုကောင်လိုပဲဖြစ်သွားမှာကျွန်တော်တို့ပြောနေရင်မှာပဲစောချမ်းကပစုံတစ်ခုချချင်းချမ်းမိသွား၍လဲကျသွားတယ်ဟာဟိကောင်စောချမ်းတတိထောင်းလေကွာစောချမ်းကုန်းယုံထမင်းအပြူသူချင်းချမ်းမိတာဘာလဲဆိုတာသိလို့ရေးကြည့်လိုက်တော့လူဦးကောင်းခွန်တခွန်ဖြစ်နေတယ်လေဟာအောင်မလေးဒါခါရှိလာရဲ့အစိတ်သိမှုကြောင့်တည်သွားတာတော့မဟုတ်ဘူးကြီးရတာခါရှိလာတဲ့ကြောက်စရာပိုကောင်းတဲ့တရဝါတကောင်ကောင်ကြောက်ထင်တယ်ဗျာကိုစောတီးရဲ့စကားကကျွန်တော်ကိုအံ့ဩစေတယ်ဟုတ်တယ်တဆင့်စကားအရတော့ဝိဇ္ဇာဓာရီမှာထူးဆန်းတဲ့မိစ္ဆာတကောင်ရှိတယ်တဲ့သူ့ကိုကျုပ်ဘိုးဘွေတွေကတော့ရိုးစုမိစ္ဆာလို့ခေါ်ကြတယ်တော်တော်ကြောက်စရာကောင်းတယ်လို့တော့ကြားမှုတာပဲကျုပ်လည်းတခါမှတော့မတွေ့ဘူးသေးဘူးကိုစောတီးကလမ်းလျှောက်ရင်းပြောတယ်ဗျာအရိုးစုမိစ္ဆာဟုတ်လားကိုစောတီးကျုပ်ဖြင့်သူ့နာမည်ကြားရတဲ့တင်ကြောချမ်းသွားသလိုပဲဗျဆရာလင်းထက်ရဲ့စကားကြောင့်ကိုစောတီးပြုံးမိသွားတယ်ပြီးတာနဲ့ဟိုမှာတွေ့လားတောင်ထိပ်တစ်ခုအဲ့ဒါခမ ्या တို့သွားလို့တဲ့ဝိဇ္ဇာဓာကြီးပဲအဲ့ဒီလိုအဝေးတနေရာကိုညွှန်ပြပြီးကြည့်လိုက်ကြတော့တကယ်ပဲတောင်ထိပ်လေးတစ်ခုကိုတွေ့လိုက်ရတယ်ဟာတော်တော်လေးဝေးသေးတာပဲဆရာလင်းထက်ညီးပြန်နေမဝေးတော့ပါဘူးကျုပ်တို့မနာမနေသွားလိုက်ရင်တရက်စာခီးပါပဲဒါပေမဲ့ဝိဇ္ဇာဓာကြီးနဲ့နီးလေလေအန်ဒီရတွေကပိုရှိလာလိမ့်မို့အထူးသတိရှိဖို့တော့လိုမယ်ခမ ्या တို့သိထားရမှာကအဲ့တောင်ကိုရောက်ဖူးတဲ့သူတိုင်းဘယ်သူမှအသက်ရှင်လျက်ပြန်မထွက်လာနိုင်တော့ဘူးဆိုတာပဲကဲခီးစကြစို့အချိန်လေးလင်းတော့မယ်ဆရာလင်းညိုကတော့အေးဆေးပါပဲသူကြည့်ရတော့ပြင်းပန်းပုံလည်းမရပါဘူးကျွန်တော်နဲ့ဆရာလင်းထက်မှာတော့ဟူးဟဲ့ဖြစ်နေပါတယ်အာရုတ်တရက်ထားော်လိုက်တာကဖိုးစောပါပဲသူကခါးကိုလက်နဲ့ဖိရင်အော်နေတယ်ဟိတ်ကောင်ဖိုးစောဘာဖြစ်လို့လဲဖိုးစောခမ ्या အဆင်ပြေရဲ့လားမသိဘူးဗျာကျုပ်ခါးတွေအရန်နာတယ်လို့ပဲအာဖိုးစောထိုင်ကျသွားတယ်ကြည့်မယ်သားစားတစ်ပင်တွေနဲ့တွေ့တော့ကခမ ्या တန်ရသွားသေးတယ်မလားကျုပ်ကြည်စမ်းမအောင်မယ်ကျွန်တော်အဲ့ဒီလိုပြောပြီးဖိုးစောရဲ့အင်ဂျီကိုပင့်ပြီးကြည့်လိုက်တော့အမလေးကျွန်တော်အော်ထိတ်လန့်ရပြန်နေဆရာလင်းညိုဒီမှာကြည့်ပါဦးဖိုးစောရဲ့တန်ရတွေကအစိမ့်မိနေသလိုပဲဖိုးစောရဲ့ခါတန်ရမှာပထမတုန်းကသွေးဆူဆူဖြစ်နေပေမဲ့အခုတော့အဲ့ဒီလိုမဟုတ်တန်ရကတဖြည်းဖြည်းနဲ့လာပြီးညုံမဲမဲဖြစ်နေတော့ကျွန်တော်ပြောလိုက်ခြင်းဖြစ်တယ်အာကျုပ်ခါးတွေတခုခုဖြစ်နေသလိုပဲရားလေးရတယ်နားလေးနာတယ်ဗျဖိုးစောကောင်ပြောဆူဆူနဲ့ခန္ဓာကိုယ်ကိုတွန့်လိန်နေတယ်စောတီကျုပ်ကိုဓာပေးအောင်ဆရာလင်းညိုကဓာတောင်းတော့ကိုစောတီလည်းသူ့လက်ထဲမှာဓမ္မတို့ကိုကမ်းပေးလိုက်တယ်ပြီးရနဲ့ဆရာလင်းညိုကဖိုးစောကိုဒဏ်ရာကိုမကြည့်ရင်ပြောပြီးကျွန်တော်ကိုတော့ထူးမြတ်မင်းအသေးချကြည့်ဒဏ်ရာလေးတစ်ခုခုရှိနေသလိုပဲတစ်ခုခုလုံနေတာကိုငါတွေးလိုက်တယ်အသေးချကြည့်ထားကျွန်တော်ရောဆရာလင်းညိုပါဖိုးစောရဲ့ခါတန်ရာကိုမျက်တောင်မခက်စိုက်ကြည့်နေလိုက်မိတယ်ဖိုးစောနည်းနည်းတော့နားမယ်ကွတင်းခံထားမလုပ်လိုက်နဲ့အဲ့ဒီအခိုင်မှာဖိုးစောရဲ့ခါရဲ့အသားထဲမှာပစုံတစ်ခုလှုပ်ရှားနေတာကိုထင်ရှားစွာမြင်လိုက်ရတော့တယ်ဟာဆရာလင်းညိုဒီမှာတွေ့ပြီကျွန်တော်ကလက်ညှိုးထိုးပြီးပြလိုက်တော့ဆရာလင်းညိုကလုံနေတဲ့နေရာကိုဓမ္မဦးလေးနဲ့ထိုးကအနှဲငယ်စိတ်ပြစ်လိုက်တယ်ဖိုးစောအော်ရော်တယ်ဆရာလင်းညိုကထိုးထားစိတ်ရာကိုလက်နဲ့နှိုက်လိုက်တော့ဒီကောင်လိုမျိုးရှေ့မမျိုးအကောင်တကောင်ပါလာတယ်ဟာအောင်မလေးဗျာအကုန်လုံးပါဇက်ဟောင်းသားဖြစ်သွားကြရတယ်အဲ့ဒီတရဝါလေးမှာတွန့်တွန့်လွန်းနေတယ်တွေ့ကြလားဒါကကျုပ်တို့တွေ့ခဲ့တဲ့သားစားတစ်ပင်ရဲ့တစ်ကိုင်းမှနေတဲ့အကောင်တွေပဲတကယ်တော့အပင်ကသားစားတာမဟုတ်ဘူးဒီကောင်တွေကစားနေတာအချိန်မီသာသူတို့ကိုမထုတ်လိုက်နိုင်ရင်တဖြည်းဖြည်းခန္ဓာတစ်ခုလုံးဖောက်ဝင်ပြီးစားသွားလိမ့်မယ်ဖိုးစောခမ ्या ကန်ကောင်းသွားတယ်
ဆရာလေးညိုကအဲ့ဒီတရားဝါလေးကိုဝေးရကိုလွတ်ပြရင်းပြောတယ်ပြီးတာနဲ့သူ့ရဲ့လွယ်အိတ်ထဲမှာဘူးသေးသေးလေးတစ်ဘူးကိုထုတ်ယူကအဲ့ဒီအထဲမှာအမုံတချို့ကိုဖိုးစိုးရဲ့တရားမှာလင်းပေးပြီးအဝိစာလေးနဲ့ပတ်တီးစီးပေးလိုက်တယ်ခမကောင်းတော့မှာပါဖိုးစောအဲ့ဒီအချိန်မှာပဲကျွန်တော်တို့ရဲ့မနီးမဝေးမှာတစုံတစ်ခုဖြတ်ပြေးသွားတာကိုသတိထားမိလိုက်တယ်အဲ့ဒီအရာကဘလောက်ကြီးမားလဲတော့မသိမြေကြီးမှာတုန်ခါသွားပြီးတစ်ပင်တချို့ကျိုးကျသွားတယ်ဟာကိုစောတီဒါခမပြောတဲ့အယိုးစုမိစ္ဆာများလားအတန်ဒီလောက်ထိကျေလောင်သွားတာမို့ထောက်ဆိုင်ရင်တော့တော်တော်လေးကြီးမဲ့ပုံပဲဆရာလင်းထက်ကသူ့ရဲ့ထင်မြင်ချက်ကိုပြောတယ်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်တောနဲ့ထဲမှာဆိုတော့ဘယ်တော်လဲအတက်မပြောနိုင်ဘူးလေအကောင်းဆုံးကတော့ပို့ပြီးသတိဝိရိယနဲ့နေဖို့ပါပဲကျွန်တော်တို့စကားပြောနေတော့ဆရာလင်းညိုကကောင်းကင်ကိုမောကြည့်လိုက်တယ်ပြီးတာနဲ့တောင်ထိပ်လေးကိုကြည့်ကမနေ့ဖြန်ကလာပြညပဲကျုပ်တို့ဝိစာဓာကြီးကိုအမြန်ရောက်မှဖြစ်မယ်လိုင်းအောင်ပန်းပွင့်ဖို့အချိန်မီမကူညီနိုင်ရင်အရာအလုံးအချင်းချင်းဖြစ်ကုန်မယ်ဒီတော့ကျုပ်တို့အချိန်မဆွဲပဲမြန်မြန်ခီးဆက်ကြစို့အဲ့ဒီလိုပြောလိုက်တော့တယ်အဲ့ဒီညကျွန်တော်တို့မိတို့ကိုစီနဲ့ခီးဆက်နေကြတော့မှတောတရဝါလေးတို့ရဲ့အတန်ကအဲ့ဒီနားမှာထွက်ပေါ်လာတယ်တခါထွက်ပေါ်လာတဲ့မွေးစိုးတစ်ကောင်ရဲ့အတန်ကကျွန်တော်ကိုကြောချမ်းစေတယ်ညတော်တော်လေးနဲ့တော့ကျွန်တော်တို့ရေအိုင်ငယ်လေးတစ်ခုအနာကိုရောက်လာခဲ့တော့တယ်ကိုကျန်းချောင်းကရေအိုင်ကိုမြင်တာနဲ့ပြေးစင်းမလို့လုံနေပြီးကိုစောတီလင်းမြန်စွာဆွဲထားနိုင်လိုက်တယ်ဟေ့လိုတတိထားအောင်ဗျကိုကျန်းမောင်ကရေအိုင်ကိုမြင်တာနဲ့ပြေးစင်းမလို့လုံနေတော့ကိုစောတီလင်းမြန်စွာဆွဲထားနိုင်လိုက်တယ်ဟေ့လိုတတိထားအောင်ဗျဘလို့အနေရရှိမှန်းကျုပ်တို့သိနိုင်တာမဟုတ်ဘူးကိုစောတီကအဲ့ဒီလိုပြောပြီးရေအိုင်ရဲ့အခြေအနေကိုလေ့လာကြည့်နေတော့တယ်အဲ့ဒီအချိန်မှာရေထဲမှာကြည့်နေတဲ့မျက်လုံးအချို့ကိုတော့ကျွန်တော်သတိမထားမိပါဘူးကဲဒီလောက်ဆိုစိတ်ချရလောက်ပြီထင်တာပဲဒီအိုင်ငယ်လေးကိုကြော်ဖြတ်ပြီးရနဲ့ရှင်းနေနေရှောက်ရင်ခမည်းတော်သွားလို့တဲ့နေရာကိုရောက်ပြီကိုစောတီရဲ့စကားကြောင့်ဆရာလင်းညိုပြုံးမိသွားတယ်ကျုပ်တို့ရေအိုင်ငယ်ကိုပတ်ပြီးမသွားမီတောက်ရည်ဖြစ်ခြင်းတဲ့သူရှိလားကိုစောတီမေးလိုက်တယ်ကျုပ်ဖြစ်အောင်မယ်စောချမ်းကအဲ့ဒီလိုပြောပြီးတစ်သားနဲ့လှုပ်ထားတယ်သူ့ရဲ့တောက်ရည်ဘူးလေးကိုအဖုံးပွင့်ကရေးစားဖြည့်တော့တယ်ရေထဲမှာအတန်ခက်တက်တက်ချလိုက်တော့စောချမ်းဟိုဒီကြည့်နေမိတယ်ဟိတ်ကောင်စောချမ်းကိုစောတီကအော်ပြီးပြောလာပြီးမေစောချမ်းကတော့ရေဘူးကိုကိုင်းကောင်နားမလည်တဲ့ပုံစံနဲ့ကြည့်နေတယ်ဟိတ်ကောင်ပြေးအမြန်ပြေးကန်းဆက်ကခူးတက်ခဲ့ကိုစောတီအလန်တကြားပြေးလာနေပုံကိုကြည့်ကောင်စောချမ်းအဲ့ဒီနေရာမှာပြေးမယ်လုပ်ပြီးမေနောက်ကျသွားခဲ့ပါပြီရေထဲမှာရှီလျားလာစွာသောရေဘဝဲရဲ့လက်လိုပဲလက်တစ်ခုထွက်ပေါ်လာပြီးစောချမ်းရဲ့ခါကိုရစ်ပတ်ကောင်ရေထဲဆွဲချသွားတော့တယ်အာစောချမ်းအော်လိုက်တယ်သူ့ရဲ့လက်ထဲမှာရေဘူးလွတ်ကျကျန်နေခဲ့တယ်စောချမ်းအကုန်လုံးကအုပ်ခေါ်ပြီးမေစောချမ်းကတော့ပေါ်မလာခဲ့ပါဘူးဟိတ်ကောင်စောချမ်းကျွန်တော်တို့လည်းအုပ်ခေါ်လိုက်ကြတယ်ဟာကွာအဲ့ဒီအခိုင်ဒီထဲမှာဝုန်းဆိုတဲ့အမိတန်နဲ့အတူစောချမ်းတယောက်အမျိုးမြင်မသိတရဝါကြီးရဲ့ရှီလျားလာတဲ့လက်တံတွေနဲ့ဆက်ငင်နဲ့ရေထဲမှာပေါ်လာခဲ့တော့တယ်စောချမ်းကိုစောတီဘာဖိုးလုံးဖိုးစောတို့ကလေးနဲ့ဖြစ်ပေမဲ့အဲ့ဒီတရဝါကြီးကိုတော့မထိပါဘူးကျုပ်ကိုကဲစောချမ်းရဲ့စကားတန်မဆုံးမိပါပဲအဲ့ဒီတရဝါမှာရေထဲငုံရှိုးသွားတော့တယ်ရေအိုင်တစ်ခုလုံးသွေးရောင်လန်းသွားတယ်ဟာကွာကိုစောတီတယောက်ယူကျိုးမရဖြစ်နေတယ်တကယ်တမ်းဆိုအချိန်တွေကရုပ်ကြီးဖြစ်သွားတာမို့ကျွန်တော်လည်းဘာမှမတတ်နိုင်ခဲ့ပါဘူးဖွဲ့သားအကုန်လုံးစိတ်မကောင်းဖြစ်ကြရတယ်ကဲကျတို့ဒီမှာခဏနားကြမယ်ဒီမီးထုတ်တွေကိုမီးမငိမ့်စေနဲ့ဒီနေရာကဘလို့အနေရတွေရှိလာနိုင်မယ်ကျတို့မသိနိုင်ဘူးကျွန်တော်တို့ခဏနားမယ်ကြံနေကြတော့ရိုင်ငယ်ထဲမှာစူညံတဲ့အချို့ထွက်ပေါ်လာပြန်နေကြားလိုက်ကြလားအဲ့ဒါဘာတန်ကြီးတော့တစ်ချိန်လုံးတိတ်ဆိတ်နေတဲ့ကိုလားဆောင်ကပြောတယ်စောချမ်းဖြစ်သွားပုံကိုမြင်လိုက်ရတော့လားဆောင်လေးအတော်လေးထိတ်လန့်နေခဲ့တယ်ကိုလားဆောင်စိတ်လျှော့ထားကျွန်တော်ကြည့်လိုက်အောင်မယ်ကြည့်ရတာစောချမ်းကိုဆွဲသွားတဲ့အကောင်မဲထင်နေကျွန်တော်အဲ့ဒီလိုပြောကောင်မီးတုပ်ကိုယူပြီးရေစံသားကိုဆင်းလာခဲ့တယ်ထူးမြတ်ဟိတ်ကောင်တတိထားအောင်ဆရာလင်းထက်ကကျွန်တော်ကိုတတိပေးတယ်တခြားလူတွေကလည်းရင်တထိတ်ထိတ်နဲ့စောင့်ကြည့်နေကြတယ်ရေထဲကနေစုညံတန်တွေကဆက်လက်ထွက်ပေါ်နေစေပါကျွန်တော်ကန်ဆက်ရောက်တာနဲ့မီးတုပ်နဲ့ကြည့်လိုက်တော့တဝက်တစ်ပြက်ပေါ်လို့ပေါ်နေတဲ့စောချမ်းရဲ့အလောင်းကောင်နဲ့အဲ့ဒီအလောင်းကောင်ရဲ့နောက်မှာရှီလျားလှစွာတဲ့ခြေတံလက်တံတွေနဲ့ရေပွဲလိုတရဝါတကောင်ကိုမြင်တွေ့လိုက်ရပါတော့တယ်ရေပွဲတော့မဟုတ်ပေမဲ့ရေပွဲနဲ့အတော်လေးတူတယ်ဟာထူးမြတ်ဘာတွေ့လို့လဲငါတို့ကလည်းပြောပါအောင်ဆရာလင်းတက်ကမေးတယ်
ကျွန်တော်ကသူ့ကိုတိုးတိုးနေဖို့ရန်ပြောလိုက်တယ်။ကျွန်တော်လည်းဆက်ပြီးကြည့်နေမိတယ်။ဟာကျွန်တော်ထပ်ပြီးအံ့ဩရပြန်နေ။ဘာကြောင့်လဲဆိုတော့စောချမ်းရဲ့အသက်ကိုနှုတ်ယူသွားတဲ့ရေဘဝဲလို့တရဝါစူးကြီးမှာမိခင်တကောင်ဖြစ်ပြီးတော့သူမရဲ့သားပေါက်လေးတွေကိုအစာကျွေးနေတာကြောင့်ဖြစ်တယ်။ထူးမြတ်ငါတို့ကိုလည်းပြောအောင်ဟာဆရာလင်းတက်ထပ်ပြီးမေးပြန်နေ။ဒါပေမဲ့ကျွန်တော်မဖြေမိပါဘူး။အဲ့ဒီတရဝါစူးကြီးရဲ့မိသားစုကိုတော့စိတ်ဝင်စားကြည့်နေမိတယ်။အဲ့ဒီအချိန်ကျွန်တော်လုံးဝမျောလင့်မထားတဲ့အရာတစ်ခုဖြစ်ပျက်သွားခဲ့တယ်။အဲ့ဒီအရာကတော့ကျွန်တော်အဲ့ဒီတရဝါစူးတို့မိသားစုကိုကြည့်နေတော့ဝီးဆိုတဲ့အတန်နဲ့အတူကျွန်တော်နှစ်ပေးမှာတစုံတစ်ခုဖြတ်သွားခဲ့ပြီးတရဝါစူးကြီးရဲ့ကလေးတစ်ကောင်ကိုတွားထီတော်တယ်။အဲ့ဒီအရာကတော့ကိုစောသည်ပစ်ထည့်လိုက်တဲ့များပါပဲ။များထီသွားတဲ့တရဝါလေးမှာရေထဲနှိမ့်မြုပ်သွားပါတော့တယ်။မိခင်ရေပွဲမကြီးမှာသူမရဲ့ကလေးတေးသွားပြီဆိုတာကိုသိလိုက်ရတာနဲ့အတန်ဆိုးနဲ့အော်ဟစ်ကချက်ချင်းရေထဲငိုရှိုးသွားတော့တယ်။ကိုစောသည်ခမရဘလို့လုပ်လိုက်တာလဲဗျာ။ကျွန်တော်တော်တော်လေးစိတ်မကောင်းဖြစ်သွားတယ်။ဟာခမားမြင်တဲ့အတိုင်းပဲထူးမြတ်ကိုချင်းမြတ်နိုးတဲ့အရာကိုလူယူခံရရင်ဘလို့ခံစားရလဲဆိုတာခုတော့ဒင်းသိလောက်ပြီပေါ့ရေပွဲမိခင်ကြီးရေထဲကရုတ်တရက်ဘာကနေပေါ်လာပြီးသူမရဲ့ရှီလျားလာတဲ့လက်ချီတွေနဲ့ဝင်ရမ်းပြီးရန်ရှာပါတော့တယ်ပြေးကြဟေးပြေးကြအချင်းတွေကပြောင်းပြန်ဖြစ်သွားတော့ကိုစောသည့်အတော်လေးထိတ်လန့်သွားတယ်ရေပွဲမိခင်ကြီးရဲ့လက်တန်ရှည်တစ်ခုကကျွန်တော်စီကိုတက်တက်ဝင်လာတယ်ထူးမြတ်တတိထားအော်လိုက်သူကဆရာလေးညိုပါသူတို့ကကန်းဆန်းတဲ့နည်းနည်းအဝေးမှာမို့ရေဘဝဲရဲ့ခြေတံလက်တံတွေကအဲ့ဒီအထီတော့မရောက်ပါဘူးကန်းဆန်းမှာရှိနေတာကကျွန်တော်နဲ့ကိုစောတီနှစ်ယောက်ထဲသာကျွန်တော်လိမ့်မြန်စွာရှောင်လိုက်တယ်ရေဘဝဲရဲ့လက်ကမြေကြီးပေါ်ကိုကျသွားတယ်သူမရဲ့မြောင်များစွာသောလက်ချေတို့နဲ့ကျွန်တော်နဲ့ကိုစောတီကိုဝီရန်တိုက်ခိုက်နေတော့တယ်သူမဘလောက်ကြီးမားမလဲတော့ကျွန်တော်မသိပါဘူးသူမရဲ့ခန္ဓာကိုယ်တစ်ဝက်သာရေထဲပေါ်နေပါတယ်ဒါတော့လေထဲအိမ်တစ်လုံးစာလောက်ရှိတယ်ရေဘဝဲမိခင်ပြစ်လိုက်တဲ့အရာတခုကျွန်တော်ရှိမှကိုကြောက်ရောက်လာတယ်။အဲ့ဒီအရာကိုကျွန်တော်ကြည့်လိုက်တဲ့အခါခန္ဓာတစ်ဝက်နဲ့မျက်နှာတစ်ခုလုံးပျက်စီးနေပြီဖြစ်တဲ့စောချမ်းရဲ့အလောင်းဖြစ်နေပါတော့တယ်။ဟာစောချမ်းကိုစောတီကအော်ပြီးစောချမ်းရဲ့အလောင်းသားကိုပြေးလာမဲ့အပြိုရေဘဝဲမိခင်ကသူမရဲ့လက်တံနဲ့ရိုက်ထည့်လိုက်ပါတော့တယ်။ကိုစောတီရေထဲကိုလွင့်ဆင်သွားတယ်။ဟာဒုက္ခပါပဲကိုစောတီအဲ့ဒီလိုပြေးပြီးကုမလို့ရှိသေးရေဘဝဲမိခင်ရဲ့လက်တစ်ချောင်းကကျွန်တော်ကိုရိုက်ထည့်လိုက်တော့ရှောင်ပြေးရပြန်နေအဲ့ဒီအခါဖားဖိုးလုံးနဲ့တခြားသူတို့တယောက်တစ်ဖက်စီကပြေးလာကြပြီးတော့လေးနဲ့ပြည်သူကပြေးလန်တန်နဲ့ပြည်သူကပြစ်တော့တယ်ရေဘဝဲမိခင်ကလည်းသူမစီကြောက်လာတဲ့လေးလန်တန်တွေကိုအန်တူပြီးတော့သူမရဲ့ရှီလျားလာတဲ့လက်ချီတွေနဲ့ဝှေ့ရမ်းတိုက်ခိုက်နေတယ်တခြားသူတွေကကန်းဆန်းတဲ့ခဝေးဝေးမှမို့ရေဘဝဲမိခင်အထိနာနေတယ်ကိုစောတီကျွန်တော်အပြေးသွားပြီးကိုစောတီကဆွဲထူလိုက်တယ်ကိုစောတီမှာတရားကြီးမားမရခဲ့ပေမဲ့တချို့နေရာတွေတော့ပုံပတ်သွားခဲ့တယ်ကိုစောတီခမအစီပြေးရဲ့လားကျွန်တော်ကိုစောတီအားကုတွဲနေတော့ဘာဖိုးလုံးပြစ်လိုက်တဲ့မြတစ်ချောင်းမှာရေပွဲမိခင်ရဲ့ကိုမှာမျက်လုံးနေရာကိုထိမှန်သွားတယ်ရေပွဲမိခင်မှာနာကျင်စွာအော်ဟစ်ရင်ရေထဲငုံရှိုးသွားတော့တယ်ကျွန်တော်ကိုစောတီကိုလွတ်ချရင်ခြေပြက်လက်ပြက်ထိုင်ချလိုက်တယ်။စောတီအဆင်ပြေရဲ့လား။ဘာဖူးလုံကမေးတယ်။ကိုစောတီလက်ကပြပြီးကျုပ်ဘာမှမဖြစ်ပါဘူး။အဆင်ပြေပါတယ်။အဲ့ဒီလိုပြောလိုက်တယ်။ထူးမြတ်အဲ့ဒါဘာကောင်ကြီးတော့ရေပွဲလိုပေမဲ့ရေပွဲမဟုတ်တာတော့သိကြတယ်။ဆရာလင်းထက်ကကျွန်တော်ဘေးမှာထိုင်ရင်းပြောတယ်။ဟူးကျုပ်လည်းမသိပါဘူးဆရာရာ။ဒါပေမဲ့တော်တော်ရန်လိုတဲ့တရားပါပဲ။ကြည့်ရတာဒီရေထဲဆင်းတဲ့လူတိုင်းကိုစားပစ်လေရှိတယ်ထင်တယ်။ဟူးကျွန်တော်အမောမပြေနိုင်သေးပါဘူး။ဆရာလေးညိုကကိုစောတီရဲ့ပုံပဲ့ရာတွေကိုကြည့်ပြီးစီလိန်ပြလိုက်တယ်။အဲ့ဒီအခါမှာကျွန်တော်စောချမ်းရဲ့တဝက်တစ်ပြက်အလောင်းကိုသတိရသွားတယ်။ဟင်စောချမ်းရဲ့အလောင်းရေပွဲမိခင်ရဲ့လက်မှာလွတ်မြောက်အောင်ရုန်းကန်ခဲ့စဉ်ကကျွန်တော်လက်ထဲကင်ထားတဲ့မိတို့ကရေထဲပြုတ်ချကမိငိမ့်သွားခဲ့တယ်။ဆရာလင်းထက်လက်ထဲမှာမိတို့ကိုယူကစောချမ်းရဲ့အလောင်းကိုတွားကြည့်တော့ဘယ်ချိန်ကလေးကရောက်နေမှမသိတဲ့ခွေးရတအုပ်စုကကိုက်ဖယ်စားတော့နေရကိုတွေ့လိုက်ရတော့တယ်။ရှူခွေးရအုပ်စုကိုကျွန်တော်မောင်းထုတ်ပစ်လိုက်တယ်။ပြီးတာနဲ့စောချမ်းရဲ့အလောင်းကိုထိမဲ့အပြိုရေထဲမှာရေပွဲလက်တံရှိတခုရုတ်တရက်ပေါ်လာပြီးစောချမ်းရဲ့အလောင်းကိုဆွဲယူသွားပါတော့တယ်။နောက်တနေ့မနက်ပိုင်းမှာပဲကျွန်တော်တို့ဝိဇာတာကြီးတောင်ကိုရောက်ရှိသွားတယ်။အဲ့ဒီတောင်ကိုရောက်တာနဲ့ဆရာလင်းညိုရဲ့ပြောကြားချက်အတိုင်းကျွန်တော်တို့အားလုံးပြောင်ချောနေတဲ့
ဖြူရောင်ကုန်းကမှုလေးတစ်ခုကိုရှာကြရတယ်။ဝိစာဓာကြီးတောင်ကမြင့်ပေမဲ့တိတ်တော်မကြည့်ပါဘူး။နောက်တစ်ခုကအဲ့ဒီတောင်တစ်ခုလုံးတစ်ပင်ကြီးတွေတိတ်မရှိပဲအကုန်လုံးကအမျိုးအမည်မသိတဲ့ပန်းတွေကြီးပေါက်ရောက်နေတော့ထူးဆန်းမွေးတိုင်တဲ့ရနံတစ်မျိုးလေးရတယ်။ပြီးတော့ဝိစာဓာကြီးတောင်ကအထူးတိတ်ဆိတ်လွန်းနေတယ်။ဘယ်သားငယ်တရိษံတို့ရဲ့မိတန်တွန်းတန်ကိုမှမကြားရပါဘူး။ဆရာလေးညိုပန်းတွေကိုကြည့်ပါဦး။ထူးဆန်းနေသလိုပဲပန်းတွေကိုကြည့်ရင်ကျွန်တော်ပြောလိုက်ခြင်းဖြစ်တယ်။အဲ့ဒီလိုပြောရခြင်းကလည်းဝိစာဓာကြီးမှာပေါက်ရောက်နေကြတဲ့ပန်းတွေကိုခြံရံလေးရဲ့ပေါက်ရောက်နေကြတဲ့ခါရှိလာအစိပ်ပန်းတွေကြောင့်ပဲဖြစ်တယ်။ဟုတ်တယ်ကွငါလေးကူးမှတတိထားမိတယ်။ကြည့်ရတာခါရှိလာပန်းတွေကဒီထူးဆန်းတဲ့ပန်းတွေကိုကာကွယ်ထားသလိုပဲကြည့်ရတာဒီထူးဆန်းပန်းတွေကိုနောက်ရှေ့ဖြစ်စည်းနေတဲ့အရာတစ်ခုခုရှိလို့ထင်တယ်။ဟုတ်မှာပဲနော်ဆရာကျွန်တော်တို့လည်းအဲ့ဒီပန်းတွေကိုအတော်ကြာတဲ့အထိစိုက်ကြည့်ပြီးရဲ့နောက်မှာတော့တောင်ကမူလေးကိုဆက်ပြီးရှာကြရတော့တယ်။သူမြက်ငါစိတ်ထဲတော့တမျိုးပဲကွဆရာလင်းညိုပြောတဲ့တောင်ကမူလေးကိုရှာရင်ဆရာလင်းထက်ကပြောတယ်။ဘာဖြစ်လို့လဲဆရာမင်းတတိမထားမိဘူးလားဒီတောင်ကတမျိုးပဲအရင်တိတ်ဆိတ်နေတာရဲ့ဘယ်ကလာမှန်းမသိတဲ့မွေးရက်နဲ့ရဲ့ပြီးတော့ချမ်းစိတ်စိတ်ပဲကွငါစိတ်ထဲတခုခုဖြစ်တော့မယ်ဆိုတာသိနေသလိုပဲကျွန်တော်ပြုံးမိသွားတယ်ဆရာလင်းထက်ပြောတာတွေအကုန်လုံးမှန်ကန်နေပေမဲ့ကျွန်တော်စိတ်ထဲလိုလိုဝမ်းသာနေတယ်ဘာကြောင့်ဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းအဖြေရှာမရပါဘူးဒီကိုလာကြည့်ကြစမ်းပါဦးဒါကချီရရီထင်နေကိုကျမအော်ပြောလိုက်တော့ကျွန်တော်တို့အားလုံးသူ့နားကိုရောက်သွားကြတယ်ကိုကျမခမဘာတွေးလို့လဲဆရာလင်းညိုကမေးတယ်ကိုကျမကမြေကြီးကိုလက်ညှိုးထိုးပြပြီးကျွန်တော်တို့အားလုံးသူ့ညွန်ပြရာကိုကြည့်လိုက်ကြတယ်ဟာဒါတကယ်ကိုချီရရီပဲကိုကျမညွန်ပြတာကအနံ့ကြဲကြဲစောင်းနဲ့အလျားပူပူနဲ့ချီရတွေကိုပါဘာဖူးလုံးကချီရမမြေကြီးကိုလက်နဲ့တူးထိစမ်းသက်ကဒါကလောလောလတ်လတ်ချီရတွေပဲတိတ်မကြသေးဘူးကြည့်ရတာချီရပိုင်ရှင်ကဒီနားမှာရှိပုံပဲဘာဖူးလုံးရဲ့စကားကြောင့်ကျွန်တော်တို့အကုန်လုံးရက်လေးမျက်နှာပတ်ချလေးအောင်ကြည့်လိုက်ကြတယ်ဘာမှတော့မတွေ့ပါဘူးချီရတွေတော်တော်များတယ်အဲ့ဒီချီရတွေကိုကြည့်ပြီးခံမှန်းရရင်အဲ့ဒီချီရပိုင်ရှင်တရားဝါမှာအမြဲလာနေကြဖြစ်ပုံရတယ်ဟာဆရာလေးညိုဒီတောင်ကမူလေးကိုကြည့်ပါဦးဗျနည်းနည်းထူးခြားနေသလိုပဲကြည့်ပါဦးကျွန်တော်ပြောလိုက်ခြင်းဖြစ်တယ်အဲ့ဒီအခါဆရာလေးညိုကျွန်တော်နားရောက်လာပြီးကျွန်တော်ညွှန်ပြတဲ့တောင်ကမူကိုကြည့်ကောင်သူ့မျက်နှာမှာအပြုံးတွေဝေးစားသွားပါတော့တယ်ဟာထူးမြက်မင်းကနာမည်နဲ့လိုက်ပါပြီကွာဒီတောင်ကမူလေးကထူးခြားတာမဟုတ်ဘူးထူးကိုထူးနေတာဟေးဒါငါတို့ရှာနေတဲ့တောင်ကမူလေးပဲဟာဝမ်းသာလိုက်တာဆရာရဲ့ဝမ်းသာလိုက်တာအကုန်လုံးဝမ်းသာသွားကြတာတော့အမှန်ပါပဲဆရာလေးညိုရဲ့ကိစ္စအမြန်ပြီးမြောက်ပြီးဒီတော်လေးကထွက်သွားကျင်လာပါပြီအချိန်ကညနေတော်လေးစောင်းနေတဲ့အချိန်ထူးမြက်မင်းတွေ့လားဒီလောက်တောင်မှဒီကမူလေးတစ်ခုပဲထူးကြပြီးတန်ရှင်းပြောင်းလဲနေရလေပြီးတော့မျက်တွေမစိုးထားနဲ့သူ့ရဲ့ကလေးတောင်တွေ့ရမှမရှိဘူးဟာဟုတ်ပါဗျာဒါပေမဲ့ကျွန်တော်ဝမ်းမသာနိုင်သေးပါဘာလို့လဲဆိုတော့ဆရာလေးမျိုးပြောတဲ့လိုက်အောင်ပဲမပြောနဲ့ပန်းနေတူတဲ့အရာတစ်ခုလောက်ကလေးများအဲ့ဒီတောင်ကမူလေးမှာရှိမနေလို့ပါပဲဆရာကျွန်တော်တို့တောင်ကမူလေးရှာတွေ့တာတော့ဟုတ်ပါပြီဒါပေမဲ့ကျွန်တော်တို့ဘာပန်းကိုမှမတွေ့ဘူးနော်ဆရာကျွန်တော်မိကိုကြောင့်ဆရာလေးညိုကသူ့ရဲ့မရှိမဲ့နှုတ်ခမ်းမွေးလေးကိုတက်ကဟာထူးမြတ်မင်းဒီလိုမေးလိုက်မယ်ဆိုတာငါသိပြီးသားပါကွာအေးမင်းပြောမယ်ဆိုလေပြောစရာပဲကွဘာလို့လဲဆိုတော့လိုက်အောင်ပန်းကညဘက်မှာထွက်တဲ့ပန်းကွပြီးတော့လိုက်အောင်ကိုမြင်ရမှပွင့်နေပန်းမယ်ဟာကျွန်တော်အော်သွားရပြန်နေဘာလေထူးမြတ်မင်းအော်သွားတာလားမန်အော်နဲ့အော်ဒီထက်အော်စရာရှိသေးတယ်အဲ့ဒီပန်းကလိုက်အောင်ရှိမှထွက်ပေမဲ့လာပြီးညလာမွန်းတက်တဲ့အချိန်သူ့စီလိုက်အောင်စုပြုံပြီးကြားရောက်လာမှပွင့်တာဟိဗျာကျွန်တော်ကတော့အော်ပြီးအော်ရင်တခြားသူတွေလည်းပါဇက်အဟောင်းသားနဲ့နားထောင်နေကြတယ်ဒါကြောင့်လေနင်း60ကြာမှတစ်ခါပွင့်တာကိုကွဒီနေ့ညကလာပြီးညဆိုတော့အထူးသတိထားကြဖို့လိုမယ်ဟိဒါနဲ့ဆရာလင်းညိုကျွန်တော်မရှင်းတာလေးတွေရှိသေးတယ်ဗျဟာထူးမြတ်မင်းကလည်းကွာဒဇိမ့်တွေလိုလုံနေသေးတယ်ခင်နာဖြစ်နှစ်ပေါင်းမနေတော့ကဲမေးဘာသိကျင်တာလဲဆရာလင်းညိုကတောင်ကမူလေးကိုကြည့်ရင်ပြောတယ်ပန်းနဲ့ပတ်သက်ပြီးပဲဗျကျွန်တော်သိမရှင်းလို့ဆရာလင်းညိုကတပြင်းချလိုက်တယ်ပြီးတာနဲ့မင်းမရှင်းဆိုလဲမမဘူးထူးမြတ်ရလိုက်အောင်ပန်းကနည်းနည်းရပန်းမဟုတ်ဘူးကွသူ့မှာအဆောင်ရှိတယ်ကွငါအထက်ဆရာကတော့ပန်းတော်ဆောင်အဖြူအောင်တခင်မလို့ပြောတာပဲငါလည်းတခါမှတော့မတွေ့ဘူးသေးဘူးအဖြူအောင်တခင်မက
နေ့60ပြည့်တဲ့လာပညာမှာပန်းမပွင့်နိုင်ခဲ့ရင်တည်တတ်တယ်တဲ့ကွာဟာဟုတ်တယ်ထူးမြတ်တကယ်လို့ပန်းသာပွင့်ခဲ့ရင်အဖြူအောင်သခင်မကအဆင့်တက်ပြီးဒီတဲ့အဆင့်မြင့်တဲ့ပန်းကိုစောင့်ရတဲ့ကွာအေးဒါပေမဲ့ပန်းမပွင့်နိုင်အောင်နောက်ဆက်တက်တဲ့မိစ္ဆာတွေလည်းရှိတဲ့အဲမိစ္ဆာကပန်းမပွင့်နိုင်တဲ့အဖြူအောင်သခင်မတည်သွားခဲ့ရင်အစွမ်းတက်သွားပြီးပုံစံတစ်မျိုးဖြစ်သွားတဲ့ပြောရရင်အဖြူအောင်သခင်မရဲ့ဝိညာဉ်ကိုစားတဲ့သဘောပေါ့ကွာကိုစောတီပြောပုံရဆိုရင်တော့အဲ့ဒီမိစ္ဆာကအယိုးစုမိစ္ဆာပဲထင်တယ်ဗျာအယိုးစုမိစ္ဆာဟုတ်လားဗျကျုပ်တော့နာမည်ကြားရနေတဲ့ကြောဆန်းနေပြီဟာဒီတဲ့ကြောက်စရာကောင်းတာရှိသေးတယ်ကွဆရာလေးမျိုးကသဘောကျစွာရင်းရင်ပြောတယ်ဟာဗျာအယိုးစုမိစ္ဆာဆိုတာလည်းတင်လက်နေပြီနောက်ထပ်ကြောက်စရာကောင်းတာကရှိနေသေးအမလေးဒါနဲ့ဆရာပြောတဲ့ဒီတဲ့ကြောက်စရာကောင်းတာကဘာတော့ဗျကိုစောတီလည်းအရန်သိကျင်နေပုံရတယ်အေးဗျာကိုစောတီကကျုပ်လည်းမကြုံဘူးတော့အတိအကျမပြောနိုင်ပေမဲ့ကျုပ်ရဲ့ဆရာကြီးပြောရင်လွဲခဲ့တယ်ဗျကျုပ်ဆရာကြီးပြောတာကအဲ့အယိုးစုမိစ္ဆာကနေ့60ပြည့်တဲ့နေ့ဒီတဲ့တိတိကျကျပြောရရင်တော့လာရောင်ပန်းကမပွင့်ခဲ့ပဲပန်းတော်ဆောင်အဖြူအောင်သခင်မသာတည်သွားခဲ့ရင်သူမရဲ့ဝိညာဉ်ကိုအဲ့ဒီအယိုးစုမိစ္ဆာကဖမ်းစားပြီးတော့အရေကုန်လဲလေရှိတယ်တဲ့ကွကျုပ်ဆရာကြီးကတော့အဲ့ဒီလိုပြောတာပဲဟာဗျာဘာပဲဖြစ်ဖြစ်ကျုပ်တော့ခုကလေးကစက်တီးထနေပြီကျွန်တော်အဲ့ဒီလိုပြောပြီးဝင်းချင်းလေးတွေထောင်တက်နေပုံကိုပြလိုက်တယ်အဲ့ဒီလောက်လည်းမကြောက်ပါနဲ့ကွာအဖြူအောင်သခင်မကငါတို့ဘက်မှာရှိမှာပါကဲနေလဲဝင်တော့မယ်ဆိုတော့ငါတို့တွေစီစဉ်စရာရှိတာစီစဉ်ပြီးအသိပြင်ထားရအောင်ဟုတ်ကဲ့ကျွန်တော်တို့အားလုံးဘာမှမသိသေးတဲ့အနေရဲ့အတွက်အသိပြင်ထားကြတယ်ကိုစောတီတို့ကလည်းသူတို့မှာပါလာသမျှလက်နက်တွေကိုအစင်းသိဖြစ်အောင်လှုပ်ထားလိုက်ကြတယ်အကုန်လုံးအလုံးရှုံနေကြတော့ဆရာလေးမျိုးတယောက်တောင်ကမူလေးကိုပတ်ပြီးကြည့်နေတာကိုတွေ့လိုက်ရတယ်ဆရာလေးမျိုးက3-4ပတ်ခက်ပတ်ကြည့်ပြီးနောက်မြေကြီးကိုခြေပနှောင်းနဲ့စောင့်ဖြစ်တာကိုမြင်တွေ့လိုက်ရတယ်ဒါပေမဲ့ကျွန်တော်ဆရာလေးမျိုးကိုဘာမှမမေးမိပါဘူးလာပြီးနေညမှာကျွန်တော်တို့ဖြူအောင်တောင်ကမူလေးရဲ့မနီးမဝေးမှာတစ်ပင်တွေကွယ်ပြီးအခြေအနေစောင့်ကြည့်နေလိုက်ကြတယ်လာပြီးညမို့ကောင်းကင်တစ်ခုလုံးထိမ့်ထိန်သားပြီးတော့လေအေးလေးကညင်သာစွာတိုက်ခတ်နေပြီးတည့်ရက်ကလေးတွေရဲ့လှုပ်ခတ်တန်းကတချင်းဆိုချောတိတ်နေသလားမှတ်ထင်ရတယ်ကျွန်တော်မျက်လုံးတွေမေ့စင်းပြီးအင်္ဂိုက်မလို့ဖြစ်လာခဲ့တယ်ဟာဆရာလေးမျိုးအဖြူအောင်တောင်ကုန်းမှာတခုခုလှုပ်လာနေသလိုပဲဆရာလင်းထက်ရဲ့စကားကြောင့်အကုန်လုံးကတောင်ကမူလေးကိုကြည့်လိုက်ကြတယ်ဟာဟုတ်တယ်အဲ့ဒါပန်းတွေထင်တယ်ဒီတစ်ခါပြောလိုက်တာကကျွန်တော်ပါပဲကျွန်တော်တို့ကြည့်နေရင်မှာပဲတောင်ကမူလေးကလုံးဝပကတိအဖြူအောင်ဖြစ်သွားခဲ့ပြီးအဖြူအောင်ပန်းတချို့မြေကြီးပေါ်မှာထိုးထွက်လာနေတယ်ခဏအကြာမှာပဲတောင်ကမူလေးတစ်ခုလုံးအဖြူအောင်ပန်းကလေးတွေနဲ့ပြည့်နေသွားခဲ့တယ်ဟာကျွန်တော်တို့အားလုံးပါဇက်အဟောင်းသားဖြစ်သွားကြတယ်ဖြူအောင်ပန်းကလေးတွေထိုးထွက်လာပြီးမြဲအဲ့ဒီပန်းတွေအလင်းမှာမြေနေရာတစ်ခုအလို့ကျန်နေခဲ့ပြီးပန်းကလေးတွေကအဲ့ဒီနေရာကိုဥညွတ်တယ်လို့ဖြစ်နေကြတယ်အဲ့ဒီအခိုင်ဘယ်ကမှမသိအော်ဟစ်တန်တန်ထွက်ပေါ်လာပြီးရုတ်တရက်မို့ကျွန်တော်တို့လန့်သွားခဲ့တယ်အဲ့ဒါဘာအတန်ကြီးတော့ကြားတာကြက်တီးထစရာပဲရှူတူအတန်ကိုဂယူးမဆိုင်နဲ့ဟိုကိုပဲကြည့်တောင်ကမူလေးတဲမှာစူညံတန်တချို့ထွက်ပေါ်လာပြီးလောက်ခါသွားတာကိုတွေ့လိုက်ရတယ်ဟာတောင်ကမူလေးတစ်ခုလုံးတိတ်တိတ်တုံသွားပါလားကိုကြံမောင်ကပြောခြင်းဖြစ်တယ်ဟိုမှာမြေကြီးပေါ်ကထိုးထွက်လာနေတာဘာကြီးလဲမသိဘူးဟာဟုတ်တယ်ဘာကြီးလဲမသိဘူးဆရာလင်းထက်ရဲ့စကားကိုကြံမောင်ထောက်ခံလိုက်တယ်ရုတ်တရက်မြေကြီးပေါ်မှာထွက်ပေါ်လာတာကထူးဆန်းတဲ့ပန်းကုံတစ်ကုံဖြစ်နေတော့တယ်အဲ့ဒီပန်းကုံမှာကလေးကြီးတစ်ယောက်ဖတ်စာလောက်ရှိတယ်ဟာဆရာလင်းညိုအဲ့ဒါလာရောက်ပန်းရဲ့အငုံထင်နေကျွန်တော်အော်စွာပြောလိုက်တယ်မဟုတ်သေးဘူးကွထူးမြတ်ရဒါကလာရောက်ပန်းရဲ့အငုံကိုထက်ဆင့်ငုံထားတဲ့အငုံပဲရှိသေးတယ်ကွဗျာအငုံတွေကအငုံရှိသေးတယ်ဟုတ်လားဆရာဟုတ်တယ်ကြည့်နေခဏနေတွေ့ရပါလိမ့်မယ်အတန်ငယ်ကြာပြီးတဲ့နောက်မှာအဲ့ဒီအငုံကြီးရဲ့အလွှာတွေကတစ်ခုချင်းကွာကျသွားခဲ့တယ်အဲ့ဒီအငုံကြီးအတွင်းထဲမှာအဖြူရည်အောင်အငုံလေးတစ်ခုပေါ်လာတော့တယ်အဲ့ဒီအငုံလေးပေါ်ထွက်လာတာနဲ့ဘိပပတ်လေမှာပေါက်နေကြတဲ့အဖြူအောင်ပန်းကလေးတွေရဲ့ရိုးတံတွေမှာချက်ချင်းရှည်လျားလာပြီးအဲ့ဒီအငုံလေးရဲ့အောက်ခြေမှာလာရောက်စုပြုံနေကြတော့တယ်အဲ့ဒီအချိန်မှာရုတ်တရက်ဆိုသလိုအဖြူရောင်အခိုးငွေတွေအဲ့ဒီပန်းထဲမှာထွက်လာပြီးပတ်ဝန်းကျင်တစ်ခုလုံးလွှမ်းခြုံသွားတော့တယ်ဟာဆရာလေးညိုဒါကဘာဖြစ်တာလဲဆရာကျုပ်တော့ဘာမှမမြင်ရတော့ဘူးကျွန်တော်အခိုးငွေတွေအကြောင်းဟိုဆန်းတီဆန်းဆန်းရေးပြောလိုက်တယ်တခြားသူတွေကလည်းဘာမှမမြင်ကြရတော့
အော်ဟစ်ပြောဆိုနေကြကောင်တိတ်ဆိတ်တဲ့တောအုပ်မှာခဏတာဆူညံသွားခဲ့တော့တယ်။အကုန်လုံးစိတ်အေးထားကြပါ။ဘာမှမဖြစ်ပါဘူး။ဒါကကျုပ်တို့ကိုအန္တရာယ်ပေးတဲ့အရာမဟုတ်ပါဘူး။ခဏလေးစိတ်အေးသာထားကြ။အဲ့ဒီအချိန်မှာပဲပလီမုတ်တန်ကဲ့သို့တာယာတဲ့အတန်ငယ်လေးတစ်ခုကျွန်တော်တို့ရဲ့နားလေးကိုဝင်ရောက်လာတော့တယ်။ဟာဘာအတန်ကြီးတော့ပလီတန်နဲ့တူပါတယ်။ကိုကြံမောင်ပြောလိုက်ခြင်းဖြစ်တယ်။သူစကားကြောင့်ကျွန်တော်တို့အားလုံးနားဆင်နေကြသလိုအခိုးငွေတွေလည်းတဖြည်းဖြည်းပျောက်ကွယ်စာပြုလာတယ်။ဟာပလီတန်မဟုတ်ဘူးတချင်းတန်ဟာမိမတယောက်ရဲ့အတန်ပဲကျွန်တော်အဲ့ဒီလိုပြောလိုက်တော့အကုန်လုံးမိမတယောက်ရဲ့တချင်းတန်ကိုကြားလိုက်ရတော့တယ်တချင်းတန်ပေမဲ့ကျွန်တော်တို့နားမလည်နိုင်တဲ့တချင်းတန်ဖြစ်နေတယ်ဒါပေမဲ့အတန်ကောင်အလုံးမချိုးတာလုံးနေတော့ဆရာလင်းညိုကတတိထားကြဟေ့အဲ့ဒါပန်းတော်ဆောင်အဖြူရောင်တခင်မပဲတတိထားကြသူမရဲ့စိတ်ညှို့မှုမှာနှမျောမသွားစေနဲ့အဲ့ဒီလိုအော်ပြောလိုက်တယ်ဗျာသူမကစိတ်ညှို့တာလားဆရာပြောတော့အဖြူရောင်တခင်မကကျွန်တော်တို့ဘက်မှာဆိုဗျာအေးဟုတ်တယ်ငါတို့ဘက်မှာပဲဒါပေမဲ့သူမကလွယ်နဲ့ယုံမှာမဟုတ်ဘူးပြီးတော့တတိထားဖို့လိုမယ်အဲ့ဒီအခိုင်တခိခိမင်းကလေးတယောက်ရဲ့မခိုးတီးကိုရည်တံတွေထပ်ပေါ်လာခြင်းနဲ့အတူအခိုးငွေတွေအကုန်လုံးကင်းစင်သွားခဲ့တယ်အဲ့ဒီအချိန်ကျွန်တော်တို့အားလုံးမြင်လိုက်ရတာကပန်းကုံရဲ့အပေါ်တက်တက်လေးအပေါ်မှာပြန်ဝဲနေတဲ့နမိမယ်တမြောင်လောက်ပါတက်တဲ့လုံးနဲ့မင်းကလေးတယောက်ကိုပါပဲအဲ့ဒီမင်းကလေးရဲ့ရှီလျားလာစွာတဲ့စံဂီတာနဲ့ဖြူရောင်ဝတ်စားတွေကတော့ညလီအေးအေးတဲ့ဝဲပြန်နေပြီးသူမရဲ့လက်ထဲမှာလည်းအယိုးကောအပွင့်ခက်ပါဖြူစုနေတဲ့ပန်းတပွင့်ကိုကင်ထားတယ်သူမရဲ့ခြေကိုကအဝိရှင်များဖြင့်ဖုံးအုပ်ထားပြီးမမြင်ရပါဘူးနောက်တစ်ခုကသူမရဲ့မျက်လုံးအစုံကိုလည်းမိတ်ထားသေးတယ်အဲ့ဒီမိန်းကလေးရဲ့ကိုယ်မှာအဖြူရောင်အမုန့်တွေလည်းတဖွေးဖွေးထွက်နေတယ်ဒါပေမဲ့အဲ့ဒီအမုန့်တွေကတော့မြေကြီးပေါ်မရောက်မီပျောက်ကွယ်သွားတယ်ဆရာလင်းညိုကလွဲပြီးတော့ကျွန်တော်တို့အကုန်လုံးမျက်တောင်ခက်ရန်မီလျော့နေတဲ့အထိသူမရဲ့အလှယူပကအောက်မှာမျောနေမိပါတယ်အားလုံးသတိထားကြအဲ့ဒါပန်းတော်ဆောင်အဖြူအောင်တခင်မပဲဆရာလင်းညိုအော်ပြောလိုက်တော့မှကျွန်တော်သတိလုံးသွားတယ်တင်းတို့ဒီတော့ဒီတောင်မှအခုချစ်ချင်းထပ်သွားပါကျွန်တော်တို့ကိုနှင်ထုတ်တဲ့အတန်ပဲဖြစ်တယ်ဒါပေမဲ့အဲ့ဒီမင်းကြီးလေးရဲ့နှုတ်ခမ်းဆုံးကစိတ်မြဲစေထားတယ်သူမနှုတ်ကမလုပ်ပါပဲစကားတန်ကြားနေရခြင်းကိုကကျွန်တော်ဖို့အံ့ဩမဆုံးဖြစ်ရတယ်အိုးအဖြူအောင်တခင်မကျွန်ုပ်တို့ကတင်းရဲ့ရန်သူများမဟုတ်သလိုတင်းကိုရန်ပြုတ်မဲ့သူတွေလည်းမဟုတ်ပါဘူးကျွန်တော်တို့ကအတင်းကိုကိုကြီးရဲ့ရောက်ရှိလာခြင်းသာဖြစ်တယ်ဆရာလင်းကျူမပြောလိုက်တဲ့စကားတန်ကကျွန်တော်ကိုထပ်တိုးအံ့ဩသွားစေတယ်ဖြူအောင်တခင်မကကျွန်တော်တို့ကိုမယုံလေလားမသိသူမလက်ထဲကင်ထားတဲ့ပန်းကလေးကိုပုတ်တက်လိုက်တယ်ကျွန်တော်တို့စီကိုမဟုန်ပြင်းပြင်းနဲ့ပြေးဝင်လာတဲ့မွေကြီးတစ်ကောင်ဟာအမလေးမွေကြီးကျွန်တော်အော်ပြောလိုက်ပေမဲ့ဆရာလင်းညိုကမဲ့ပြုံးပြီးပါးစပ်မှာတအုံအုံမြည်နေတယ်တခြားသူတွေကလည်းကျွန်တော်အော်ရာကိုလည်းမကြားကြသလိုမွေကြီးကျွန်တော်တို့စီပြေးဝင်လာနေတာကိုလည်းသတိပြုမိပုံမပေါက်ပါဘူးဟာကိုစောသည်ဆရာလင်းထက်ဘာဘူးလုံးဘာငင်းနေကြတာလဲဟိုမှာမွေကြီးပြေးလာနေပြီမြင်ပြေးကြကျွန်တော်အော်ပြောပြီးအနည်းရှိတိပင်ကြီးအောက်မှာပုံနေလိုက်တယ်ဖြူအောင်တခင်မကကျွန်တော်တို့ကိုမယုံဘူးထင်ပါကောင်းပြီလေတက်တည်ပြရတာပေါ့ဆရာလင်းညိုကအဲ့ဒီလိုပြောပြီးနေရာမှမလုံးမရှက်ရက်နေလိုက်တယ်ဟာဆရာလင်းညိုတော့ဒုက္ခပါပဲမွေကြီးပြေးလာတာကိုမပြေးပဲဘာရဲလုံနေတာပါလဲဆရာပြေးကျွန်တော်အော်ပြီးပြောလိုက်ပေမဲ့ဆရာလင်းညိုကကျွန်တော်ကိုလက်ကပြပြီးတားလိုက်တယ်မွေကြီးကဆရာလင်းညိုကိုဖောက်ထွင်းဝင်ရောက်ပြီးပျောက်ကွယ်သွားတော့တယ်ဟာအဲ့ဒီအခါမှာစောနောကမွေကြီးမှကျွန်တော်တို့အားအဖြူအောင်တခင်မှ6လမ်းနဲ့ပုံရိပ်ရောင်မှန်သဘောပေါက်သွားတယ်ကျွန်တော်ဆရာလင်းညိုရဲ့အနာကိုရှောက်သွားလိုက်တယ်ထုမြက်ရော့ဒီပလင်းကိုယူပြီးတခြားသူတွေရဲ့မျက်နှာကိုတောက်လိုက်ဆရာလင်းညိုကသူ့လေအိတ်ထဲမှာပလင်းသေးသေးလေးတစ်လုံးထုတ်ပြီးရေးပြောတယ်ကျွန်တော်အဲ့ဒီပလင်းလေးကိုယူပြီးပလင်းထဲမှာရေးနေနေယူကလက်မှာဖြန်းလိုက်ပြီးတခြားသူတွေရဲ့မျက်နှာကိုတောက်လိုက်တော့မှငင်းနေရကတတိယလာကြတယ်ဟာငါတို့ဘာတွေဖြစ်သွားတာတော့ဟာပထမဦးစွာအဲ့ဒီလိုပြောလာသူကဆရာလင်းထပ်ပါပဲချိုးလိုက်တဲ့မိန်းကလေးကွာဒီလိုတောကြီးမြိုင်ပွေထဲမှာဒီလောက်ချုံမောလှပတဲ့မိန်းကလေးရှိလိမ့်မယ်လို့ကျုပ်တက်မတွေးမိဘူးတာတော့အမှန်ပဲဟဲ့ကိုလာဆောင်ကတောက်ခေါင်ရင်းပြောတယ်ဟာကိုလာဆောင်ခမဘာတွေပြောနေရတော့အဖြူအောင်တခင်မစိတ်ဆိုးသွားလိမ့်မယ်ကျွန်တော်အဲ့ဒီလိုပြောလိုက်ပေမဲ့နောက်ကျသွားခဲ့တယ်ဖြူအောင်တခင်မကသူမရဲ့လက်ကလေးကိုဝေယမ်းလိုက်တာနဲ့ကိုလာဆောင်တယောက်မြေကြီးပေါ်တွန့်တွန့်လူးနေတော့တယ်အာနားလိုက်တာကျုပ်ပိုက်ထဲကနားလိုက်တာကိုလာဆောင်
ခမဘာဖြစ်တာလဲခမဘာဖြစ်တာလဲကျွန်တော်ရောကိုကြံမောင်မှာအော်ပြောပြီးတော့ပြေးထူမယ်လို့တော့ကိုလာဆောင်ဝန်းကနေထားရက်ပြီးကားကိုလက်ထောက်ကကျွန်တော်တို့အားအစိမ့်ကြီးကြည့်နေပါတော့တယ်ကိုလာဆောင်ခမအဆင်ပြေလားကျွန်တော်မရဲတရဲမိလိုက်တယ်အဲ့ဒီအချိန်မှာတော့ကိုလာဆောင်ရဲ့မျက်လုံးတွေနီးရဲနေပြီးပောက်ကွဲလူဝတ်တက်ဖြစ်နေတယ်ကိုလာဆောင်လက်ကိုဝေးရမ်းလိုက်တယ်အဲ့ဒီအခါသူ့နားကိုကပ်ဖို့ကြိုးစားနေတယ်ကျွန်တော်နဲ့ကိုကြံမောင်မှာအဝေးကိုလွှဲဆင်သွားတော့တယ်အနီးရှိတစ်ပင်ပေါ်မှာတွားထီပြီးတော့ကျွန်တော်ရောကိုကြံမောင်မှာနာကျင်သွားခဲ့တယ်ကျွန်တော်နဲ့ကိုကြံမောင်တို့ကိုဖိုးစောနဲ့ဆရာလေးထက်ကလာရောက်ထူပေးတယ်ထူးမြတ်မင်းဘာဖြစ်သွားသေးလဲကျွန်တော်လက်ကပြလိုက်တယ်အဖြူအောင်သခင်မကကျုပ်ကိုမယုံသေးဘူးကိုရတယ်လေကျုပ်လည်းကြိုက်ပါဗျာကဲကိုလာဆောင်ခမဘာတွေလုပ်နေတာတော့သွားကူးချီချင်းထိုင်စမ်းလုံးဝမလုံနဲ့ဆရာလေးညိုကအမိန့်ပေးပြီးမြေကြီးကိုဖနှောက်နဲ့ပေါက်လိုက်တော့ကိုလာဆောင်ချက်ချင်းထိုင်သွားတယ်ပြီးတာနဲ့ဆရာလေးညိုကောင်းကင်ကိုမော်ကြည့်ပြီးကျွန်တော်လေးရောင်ပြီးကြည့်လိုက်မိတယ်လာမုန်းတက်ဖို့တိတ်မလို့တော့ပါလားကျွန်တော်စိုးရိမ်သွားတယ်အတင်ကမြည်သူနီးတခင်မအားဘလို့ကူညီမှလဲရုတ်တရက်မင်းကလေးစီမှာထွက်ပေါ်လာတဲ့အတန်အိုးတခင်မအကျွန်ုပ်ကအထက်ဆရာတို့ရဲ့စင်ညွှန်ချက်အရာတခင်မအားအကူအညီပေးပြီးတော့တခင်မဆွန့်ခွာလို့တဲ့ဤလိုက်အောင်ပန်းကိုလာရောက်ယူဆောင်မဲ့သူပဲဖြစ်တယ်နေ့60မှာတစ်ခါထွက်ပေါ်လာတဲ့ဤပန်းကိုလိုက်အောင်ပြင်ပွင့်စေမဲ့သူပဲဆရာလေးညိုကတီးတန့်စွာပင်ပြောလိုက်တယ်ဖြူအောင်တခင်မကမယုံကြည်နိုင်သေးထင်ပါရဲ့သူမရဲ့လက်ကိုထပ်ပြီးဝှေ့ရမ်းလိုက်တာကိုတွေ့လိုက်ရတယ်ချစ်ချင်းအဝေးမှာတောရိုင်းစင်တစ်ကောင်ရဲ့အော်ဟစ်ပြေးလာနေတဲ့အတန်ကိုကြားလိုက်ရတော့တယ်တစ်ပင်တိတ်ခတ်တွေကျိုးချတန်တဲ့အတူမြေကြီးပါတင်းတင်းတုံလာတယ်ဟာဘယ်လိုလုပ်ကြမလဲစင်တွေတောရိုင်းစင်တွေပြေးကြကိုစောသည့်အော်ပြောလိုက်ခြင်းဖြစ်တယ်ကျွန်တော်တို့မြင်တင်ရတာကဝိဇ္ဇာဓာကြီးတောင်ထိန်မှပြေးဆင်းလာနေတဲ့ရာနဲ့ချီတဲ့စင်ပေါင်းကိုထူးမြတ်သူတို့ကိုတားထားအောင်မပြေးစင်နဲ့ပြေးပို့ပြီးအနေရရှိလာလိမ့်မယ်ဆရာလေးညိုရဲ့စကားကြောင့်ကိုစောသည့်ကိုကြံမောင်ကိုလာဆောင်မပြေးကြနဲ့အဲ့ဒါအဖြူအောင်သခင်မကကျွန်တော်တို့ကို6လန့်ဆန်းသက်နေတဲ့ပုံရိပ်ရောင်တွေအဲ့ဒါတွေကတခုမှအစ်မဟုတ်ဘူးကျွန်တော်စကားပြောနေတော့ဆရာလေးညိုကအားလုံးရဲ့ရှိတဲ့တဲမှာရက်နေလိုက်တယ်အကုန်လုံးတိတ်ဆိတ်သွားကြတယ်အဲ့ဒီအချိန်မှာကျွန်တော်မြင်နေရတဲ့တောရိုင်းစိန်အုံမှာကျွန်တော်တို့အနားကိုရောက်နေပြီဖြစ်တယ်ဆရာလေးညိုကအားလုံးရဲ့ရှေ့မှာရက်ပြီးဘာရီမန်းမုတ်လိုက်တယ်မသိစင်ရိုင်းအုပ်စုကကျွန်တော်တို့နဲ့ထီလူလူမှာပဲပျောက်ကွယ်သွားတော့တယ်ဟာမရှိတော့ဘူးစင်ရိုင်းတွေမရှိတော့ဘူးကိုလာဆောင်ကအော်ပြောရုံရှိသေးအော်တန်တို့ဘေးတစ်ဖက်တော်အုံမှာထွက်ပေါ်လာပြန်နေအဲ့ဒီအတန်ကိုကြားတဲ့အခါပြုံးနေရန်ရှိတဲ့ဖြူအောင်သခင်မရဲ့မျက်နှာကချက်ချင်းညှိုးငယ်သလိုဖြစ်သွားပြီးအားလုံးရဲ့မြင်ကွင်းမှာပျောက်ကွယ်သွားတော့တယ်အဲ့ဒါအယိုးစုမိတ်စာထင်နေအကာအကွယ်ယူကြဆရာလေးညိုအော်ပြောလိုက်တော့ကျွန်တော်တို့လည်းအနီးမှာရှိတဲ့တစ်ပင်ကြီးတွေရှိရာကိုဝင်ရောက်ပုန်းခိုပြီးအချိန်လေးကိုစောင့်ကြည့်နေလိုက်ကြတယ်အမလေးဖျားတောင်ကမှုလေးအနားကိုရောက်လာတော့တတဝါတကောင်အဲ့ဒီတတဝါမှာယောက်ျားကြီးနှစ်ဖက်စာလောက်ရှိတဲ့ဦးကောင်ခန္ဓာကိုယ်တစ်ခုလုံးအယိုရေပွဲကဲ့သို့ခြေတံရှိလက်တံရှိမြောင်များစွာတဲ့ခြေလက်တို့နဲ့အစာအိမ်အထိဖောက်ထွင်းမြင်နေရပြီးတော့သူ့ရဲ့အစာအိမ်မှာအစိမ်းရောင်တောက်ဖြစ်နေတယ်အဲ့ဒါရိုးစုမိတ်စာပဲကိုစောတီကတိုးတိတ်စွာပြောတယ်အဲ့ဒီရိုးစုမိတ်စာကတောင်ကမူလေးကိုပတ်ကြည့်ပြီးပန်းငုံကိုမြင်တော့သဘောကျသွားတယ်ထင်တယ်ပြီးတာနဲ့သူ့ရဲ့အယိုးသာရှိတဲ့လက်နဲ့လှမ်းလိုက်တယ်အယိုးစုမိတ်စာရဲ့လက်ကပန်းငုံအနာကိုမရောက်မီမှာပဲရုတ်တရက်ဆိုသလိုမြေကြီးထဲမှာမိဝုန်းကနေထတောက်သွားတယ်အယိုးစုမိတ်စာနောက်ကိုအနှဲငယ်ဆုပ်သွားပြီးပတ်ဝန်းကျင်ကိုဝေးဝိုက်ကြည့်နေတယ်အဲ့ဒီအခါမှာဆရာလေးညိုတောင်ကမူလေးကိုသုံးဘက်ပတ်ပြီးမြေကြီးကိုခြေပနှောင်းနဲ့ဆောင်းခဲ့တာကိုကျွန်တော်သတိရသွားတယ်တကယ်ကဆရာလေးညိုစီတာတာခဲ့ခြင်းဖြစ်တယ်အယိုးစုမိတ်စာကပတ်ဝန်းကျင်ကိုကြည့်ပြီးသူ့ရဲ့လက်တံရှိလေးနဲ့ထပ်ပြီးလှမ်းမာတော့တယ်မြေကြီးမှာတခါမိထထောက်ပြန်ပြီးရိုးစုမိတ်စာလည်းနောက်ပြန်ဆုတ်သွားတယ်။အဲ့ဒီမိတ်စာကတောင်ကမူလေးပက်လဲမှနေပြီးသူ့ရဲ့ခြေတံလက်တံတွေနဲ့ပန်းငုံကိုလမ်းမို့စူးစမ်းပြီးမိထတောက်နေတော့နောက်ကိုဆုတ်သွားတယ်။ဆရာလေးညိုလာလဲမိုးတက်တော့မယ်။ရိုးစုမိတ်စာကလည်းဒီမှာရှိနေတော့ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ။ကျွန်တော်စိုးရိမ်စွာပြောလိုက်တယ်။ဟုတ်တယ်ကွ။ငါတို့တစ်ခုခုလုံးမရတော့မယ်။ငါတားခဲ့တဲ့စီကရိုးစုမိတ်စာပန်းကိုမထိနိုင်စေပေမဲ့သူ့ကိုတော့ဒီနေရာမှာမထွက်သွားစေနိုင်ဘူးကွ။သူကလည်းပန်းကိုမပွင့်စေချင်တာဆိုတော့တခုခုကြမ်းမှဖြစ်တော့မယ်။ဟာကိုစောသီးဖိုးစောအလန့်တကြားပြောလိုက်ခြင်းဖြစ်တယ်
ကျွန်တော်တို့စကားပြောနေတော့ကိုစောသည်ပျောက်သွားတာကိုသတိမထားမိလိုက်ကြပါဘူးဟိတ်ကောင်မိစ္ဆာကောင်မင်းကငါညီရဲ့အသက်ကိုယူသွားတယ်ပေါ့လေရတယ်အသက်တစ်ချောင်းအတွက်အသက်တစ်ချောင်းပဲအဲ့ဒီလိုအော်ပြောတန်ထွက်လာတော့မှရိုးစုမိစ္ဆာရဲ့မနီးမဝေးမှာညားနေချိန်ရွယ်လေးရရှိနေတဲ့ကိုစောသည်ကိုတွေ့လိုက်ရတော့တယ်ကိုစောသည်ဟာကွာခတ်တာပဲကိုစောသည်ခမဘာလုပ်နေရလဲမြင်လာတီးကိုကျွန်တော်ကအတန်ခတ်အုပ်နဲ့အော်ခေါ်လိုက်ပေမဲ့ကိုစောသည်ကလက်ရည်ပင်မကြည့်ပါဘူးအယိုးစုမိတ်ဆောင်ကိုစောသည်ကိုမြင်သွားတော့အတန်မျိုးစုံနဲ့အော်ဟစ်ပါတော့တယ်ကျွန်တော်တို့စီဝင်ရောက်လာတော့ခုံပြီးရှောင်လိုက်ကြတယ်ဆရာလေးညိုမကြမီလာမိုးတက်တော့မယ်ပန်းပွင့်နိုင်အောင်ဆရာလုပ်ပါကျွန်တော်တို့ဒီသရဝါကြီးကိုတနည်းနည်းနဲ့ရအောင်တားမယ်လက်ထဲတစ်သားချုံနှစ်ခုနဲ့ဓာတ်ရှည်တစ်လက်ကိုကိုင်ရင်ကျွန်တော်ပြောလိုက်ခြင်းဖြစ်တယ်ဟုတ်ပြီထူးမြတ်တတိတော်ထားကွာကြော့ဒီပလင်းလေးကိုယူလိုက်တခုခုအခြေအနေမသိရင်ပလင်းလေးကအမုတ်တွေနဲ့ဖြန်းလိုက်ဒီခီးအတွက်ငါဆရာကြီးကိုယ်တိုင်ပေးလိုက်တာကဲအားလုံးပဲတတိထားကြပါဆရာလေးညိုကအဲ့ဒီလိုပြောကြပြီးဘေးတစ်ဘက်ကိုထွက်သွားလိုက်တယ်ကိုစောသည်ကျုပ်တို့ဒီသက်တော်ဝါကိုဒီနေရာနဲ့ခဝေးဝေးကိုမြားခေါ်မှဖြစ်မယ်ဒီတော့ကျုပ်တစ်ဖက်သွားမယ်ခမည်းကတစ်ဖက်သွားဘာဖိုးလုံးနဲ့ဖိုးစောကတစ်ဖက်ကိုကြံချောင်းနဲ့ကိုလားဆောင်ကတစ်ဖက်သွားကြဆရာလင်းထက်ဆရာကောတယောက်တည်းဖြစ်တယ်မို့လားထူးမြတ်ကူးတော်ငါဒူးတွေတုံနေပြီကွငါဖြစ်ပါမလားတော့မသိသေးဘူးဆရာလင်းထက်ကကိုစောသည်ပေးထားတဲ့လေးနယ်များကိုဖတ်တွေ့ထားရင်ပြောတယ်ဖျားအယိုးစုမိစ္ဆာရဲ့လက်ထဲတော့မတိပြရစီနဲ့အယိုးစုမိစ္ဆာကသူ့ရဲ့လက်တန်ရွှေနဲ့လမ်းရင်ရှေ့တိုးလာတော့ကျွန်တော်တို့နောက်ကိုဆုပ်ရင်လူစုခွဲလိုက်ကြတယ်ကျွန်တော်ကြည့်ရတဲ့လောက်တော့အယိုးစုမိစ္ဆာမှာလက်ရောခြေပါရှစ်ချောင်းပါရှိပြီးတော့သုံးချောင်းနဲ့မြေကြီးပေါ်မှာရက်ကကြံ၅ချောင်းနဲ့ဝေးရမ်းနေပြီးအရန်အမြင့်က12ပေနီးပါးခန့်ရှိတယ်ပါဖိုးလုံးကမြားနဲ့ပြစ်လိုက်တယ်ဒါပေမဲ့အဲ့ဒီတတဝါရဲ့အယိုးတွေကိုသာထိပြီးမြားမှလွင့်စင်သွားတယ်စောသည်ငါတို့ဒီတတဝါရဲ့ဥကောင်းကိုပြစ်ရမယ်ထင်တယ်ဘာဖိုးလုံးကအော်ပြောလိုက်တယ်ကျွန်တော်တို့ကနှစ်ယောက်တစ်ယောက်လူစုခွဲလိုက်ပြီးအယိုးစုမိစ္ဆာရဲ့လက်ချေတို့ကကျွန်တော်တို့စီကိုသာလာရောက်နေတော့ဆရာလေးညိုလွတ်နေတယ်အယိုးစုမိစ္ဆာအော်ပြီးဟိုဘက်ဒီဘက်တွေကိုဝှေ့ရမ်းနေတယ်အဲ့ဒီအယိုးစုမိစ္ဆာအော်လိုက်ရင်သူ့ရဲ့ပါးစပ်မှာအစိမ်းရောင်ချောကြည့်ကြည့်အေးတချို့ထွက်ကြလာလေးရှိတယ်တခါရိုးစုမိစ္ဆာရဲ့လက်ချေတွေကအနီးမှာရှိတဲ့တစ်ပင်တွေနဲ့တွားထိပြီးတစ်ပင်တွေလဲကြကုန်တယ်အဲ့ဒီအချိန်ကျွန်တော်ဆရာလင်းညိုကိုကြည့်လိုက်တော့ဆရာလင်းညိုတောင်ကမူလေးရဲ့တစ်ဖက်မှာသူ့လုံးဆရာရှိတာလုံနေတယ်ရိုးစုမိစ္ဆာကတော့ကျွန်တော်တို့ကိုမမ်းမဲရင်ပန်းကုံကိုခိတခဏမိသွားပုံရတယ်ကျွန်တော်တို့လည်းလူစုခွဲနေရယူပြီးတာနဲ့မြားလန်တန်တို့နဲ့ချိန်ရွယ်ထားကြပြီးကျွန်တော်ကအားလုံးကိုအသိဖြစ်ပြီးလားလို့မေးလိုက်တယ်သူတို့ကဖြစ်ပြီလို့ကောင်းငိမ့်ပြတော့ပြကြတော့လို့ပြောလိုက်တယ်ကျွန်တော်တို့ပြစ်ထည့်လိုက်ကြပေမဲ့အယိုးစုမိစ္ဆာကိုမကြည့်ပါဘူးကျွန်တော်တို့ပြစ်လိုက်တဲ့မြနဲ့လန်တန်တို့ကိုအယိုးစုမိစ္ဆာကသူ့ရဲ့ရှည်လျားတဲ့လက်ချေတို့နဲ့ရိုက်ချလိုက်တယ်အဲ့ဒီအခါအယိုးစုမိစ္ဆာကသူ့ရဲ့ခြေတံရှည်လက်တံရှည်တွေကိုရုပ်သိမ်းပြီးခဏမျှငြိမ်ချသွားတယ်ကျွန်တော်တို့တယောက်ကိုတယောက်ဘာဖြစ်တာလဲလို့မေးပြနေကြတယ်အဲ့ဒီအချိန်မှာတော့ဆရာလင်းညိုတယောက်တုံမန်းနေရင်လာရောင်ကိုမှန်ပရာကိုကြားရအောင်လုပ်ပြီးအဲ့ဒီမှာတစိမ့်ပန်းကုံကိုရအောင်လုပ်နေတယ်။ကိုစောသည်ရိုးစုမိစ္ဆာငြိမ်သွားပါလား။ကျုပ်လည်းမသိဘူး။တခုခုတော့တခုခုပဲ။ကျွန်တော်နဲ့ကိုစောသည်စကားပြောနေစဉ်ဘာဖိုးလုံကအရိုးစုမိစ္ဆာရဲ့အနာကိုသွားမယ်ပြုနေတော့ဘာဖိုးလုံမသွားနဲ့အနေရများတယ်။ဘာဖြစ်နေတာမဲ့ကျုပ်တို့သိတာမဟုတ်ဘူး။အဲ့ဒီလိုပြောလိုက်တယ်။ဘာဖိုးလုံလည်းရှေ့ဆက်မသွားတော့ပဲအခြေအနေကိုကြည့်နေတယ်။ရုတ်တရက်အယိုးစုမိစ္ဆာရှိတဲ့ဘက်ကပြန်ထွက်လာတဲ့အင်းဆက်တကောင်ကျွန်တော်တို့အနားကိုရောက်လာတယ်။အဲ့ဒီအကောင်လေးရဲ့ပုံစံကထူးဆန်းနေတော့ကျွန်တော်တို့လည်းဒီအတိုင်းကြည့်နေမိတယ်။အဲ့ဒီအကောင်လေးကကိုလားဆောင်ရဲ့လက်မှာနားလိုက်တယ်။ကိုလားဆောင်ကလည်းအကောင်လေးကိုပြုံးပြီးကြည့်နေတယ်။အဲ့ဒီအချိန်မှာပဲအဲ့ဒီအကောင်လေးမှာကိုလားဆောင်ရဲ့ခန္ဓာကိုယ်အတွင်းကိုတိုးဝင်သွားတော့တယ်။ကိုလားဆောင်អော်လိုက်တော့သူ့ရဲ့လက်ထဲမှာလက်နက်တွေအောက်ကိုပြုတ်ကျသွားတယ်။အဲ့ဒီပိုကောင်လေးကိုလားဆောင်ရဲ့ခန္ဓာကိုယ်တွေဟိုဘက်ဒီဘက်သွားလာနေရကိုမြင်နေရတယ်လို့အဲ့ဒီပိုကောင်လှူရှာတိုင်းကိုလားဆောင်နာကျင်စွာအော်တော်တယ်ကိုလားဆောင်ကျွန်တော်တို့အော်ပြောနေကြပြီမဲ့ဘာလို့ရမှန်းမသိပါဘူးကိုလားဆောင်ကရေကြီးပေါ်လူးလိမ့်နေပြီးတော့သူ့ရဲ့ကိုလည်းကုတ်ချစ်နေတယ်ကိုစောသည်ခမအဲ့ဒီပိုကောင်ကိုကိုလားဆောင်ရဲ့ခန္ဓာတွေကခွဲထုတ်ပေးဗျာကျွန်တော်စကားကြောင့်ကိုစောသည်အော်သွားတယ်ဟာဖြစ်ပါမလားဗျာကျုပ်သိမသိကြဘူးဟာဗျာဒီမှာလူတယောက်လုံးသိမလို့ဖြစ်နေပြီကျန်တာနောက်မှပြောဗျာခုလောလောဆယ်ကိုလားဆောင်ရဲ့ခန္ဓာကိုယ်မှာအဲ့ဒီပိုကောင်ကိုထုတ်ပေးဖို့လိုတယ်
ကျွန်တော်အဲ့ဒီလိုပြောလိုက်တော့ကိုစောတီလည်းသဘောတူလိုက်တယ်။ကိုစောတီကျုပ်အဲ့ဒီပိုးကောင်ကိုနေအောင်ဖိထားနေမယ်။ခင်ဗျားကဓာတ်နဲ့ခွဲပြီးကလော်ထုတ်ပစ်။ကျွန်တော်အဲ့ဒီလိုပြောတော့ပိုးကောင်လေးငြိမ်မဲ့နေရကိုကြည့်နေတယ်။အဲ့ဒီချိန်မှာပဲကိုလားဆောင်ရဲ့ဝမ်းပိုက်မှာအပေါက်ကလေးတွေရုတ်တရက်ပေါ်လာတော့တယ်။ကိုလားဆောင်ကအော်ဟစ်ပြီးအဲ့ဒီအပေါက်ငယ်လေးတွေကိုကုတ်ချင်နေတယ်။အောင်မလေးကိုစောတီဒါဘာဖြစ်တာလဲကျွန်တော်လှမ်းပြီးနောက်ဆုတ်သွားတယ်။ဟာဒါကျုပ်ညီငယ်စောဖြစ်ခဲ့တာလေဒီအတိုင်းပဲဟာမဖြစ်ဘူးလားဆောင်ဟိတ်ကောင်လားဆောင်တတိထားအောင်လေကွာကိုချမ်းမောင်ကစိတ်မကောင်းတဲ့လေးတန်းနဲ့အော်ပြောတယ်ကိုလားဆောင်အော်ဟစ်ပြီးကုတ်ချရာကနေတဖြည်းဖြည်းခန္ဓာကိုယ်တစ်ခုလုံးရဲ့ဟိုနေရာဒီနေရာတို့မှာအပေါက်ကလေးတွေဖြစ်ပေါ်လာတယ်အဲ့ဒီအချိန်မှာပဲရိုးစုမိစာကြီးရဲ့လက်ချေတွေလှုပ်ရှားလာပြန်ပြီးဝေယမ်းပါတော့တယ်ဘာဖို့လုံးတတိထားကျွန်တော်အော်ပြောလိုက်ပေမဲ့နောက်ကျသွားခဲ့လေပြီရိုးစုမိစာရဲ့လက်နဲ့ထိမိပြီးဘာဖို့လုံးလွင့်စင်သွားတယ်ဘာဖို့လုံးဖိုးစောကအော်ဟစ်ပြီးဘာဖို့လုံးကိုသွားထူတယ်ရိုးစုမိစာကကျွန်တော်တို့အနားကိုပြေးလာနေပြီးတော့မြန်နောက်ကိုဆုတ်ပြေးလိုက်ရတယ်အဲ့ဒီအချိန်မှာကိုလားဆောင်ကငြိမ်းသွားပြီဖြစ်တယ်ရိုးစုမိစာကသူ့ရဲ့အယိုးသာရှိတဲ့လက်နဲ့ကိုလားဆောင်ရဲ့အလောင်းကိုဆွဲယူပြီးတော့သူ့ရဲ့ရောင်ဝင်တောင်းလောက်ရှိတဲ့ပါးစပ်ကြီးတွေကိုထိုးထည့်ပါတော့တယ်လာဆောင်တဖြည်းဖြည်းနဲ့ကိုလားဆောင်မှာရိုးစုမိစာရဲ့အယောင်လက်နေတဲ့အစာရင်အထဲကိုကြောက်ရောက်သွားတော့တယ်ရိုးစုမိစာရဲ့ပါးစပ်ထဲမှာပြန်ထွက်လာတဲ့အသားစားပိုးကောင်တွေပဲဖြစ်တယ်ညများစွာတဲ့အဲ့ဒီပိုးကောင်တွေကျွန်တော်တို့စီပြန်လာနေပြီးတော့အကုန်လုံးလက်နေကြတယ်အဲ့ဒီပိုးကောင်တွေပြန်လာချိန်မှာတော့အယိုးစုမိစာမှာတုံမြမလုပ်ပဲငြင်းနေတယ်အားလုံးနောက်ဆုတ်ကျွန်တော်ကတခြားသူတွေကိုနောက်ဆုတ်ခိုင်းပြီးကိုရိုင်းကရှေ့သို့တက်လာခဲ့တယ်ထူးမြတ်မင်းဘာလို့မလို့လဲဆရာလင်းထက်ကနောက်ဆုတ်ရင်မေးပေမဲ့ကျွန်တော်ပြန်မဖြေပါဘူးသူတို့အားလုံးရဲ့ရှေ့မှာရက်ပြီးဆရာလင်းညိုပေးခဲ့တဲ့ပလင်းလေးကိုဖွင့်ကအဲ့ဒီပလင်းလေးထဲမှာအမုန်းတွေကိုလက်ဝါးလေးထည့်ပြီးအသင်ဆောင်နေလိုက်တယ်ပိုးကောင်တွေကျွန်တော်တို့အနားကိုရောက်လာတော့တယ်ထူးမြတ်တတိထားဆရာလင်းထက်ကစိုးရိမ်တကြီးအော်ပြောလိုက်တယ်ပိုးကောင်တွေကျွန်တော်နဲ့ထီလူလူမှာပဲကျွန်တော်ကအမုန်းတွေကိုမုန်းထိုးလိုက်တော့ပိုးကောင်လေးတွေအားအမုန်းကသွားထီတယ်အဲ့ဒီအမုန်းထီသွားတာနဲ့ပိုးကောင်လေးတွေမှာရုတ်တရက်မိချတောက်ပြီးပြမုန်းနေဖြစ်သွားတော့တယ်ကျွန်တော်အံ့ဩမဆုံးပြီးတော့ကြည်လဲကျင်နေမိတယ်ပိုးကောင်တွေတည်သွားတာနဲ့ရိုးစုမိစာမှာနာကျင်စွာအော်ဟစ်ပြီးတော့သူ့ရဲ့ခြေလက်တွေနဲ့ဝေယမ်းရန်ရှာပါတော့တယ်အဲ့ဒီအချိန်မှာဆရာလင်းကျုံရဲ့မှန်ပဒါမှာလာရောင်ကအယိုးစုမိစာရဲ့အစာအိမ်ကိုတွားပြီးထိမှန်သွားတော့တယ်အယိုးမိစာနာကျင်စွာအော်ဟစ်ပြီးဆရာလင်းကျုံစီကိုတက်ပြေးဝင်လာပါတော့တယ်ဆရာတတိထားကျွန်တော်အော်ပြောလိုက်တယ်အဲ့ဒီအချိန်မှာလုံးဝမမျှော်လင့်ထားတဲ့အရာတစ်ခုဖြစ်ပျက်သွားတယ်အဲ့ဒီအရာကတော့ပန်းတော်ဆောင်ဖြူရောင်တခင်မှာဝုန်းကနေပေါ်လာပြီးသူမရဲ့တီးသွယ်လာပါတင့်တယ်တဲ့လက်ကလေးတစ်စုံကိုမြောက်ကဝှေ့ရမ်းလိုက်တယ်အဖြူရောင်လင်းတန်းများပေါ်လာပြီးအယိုးစုမိစာနဲ့ဆရာလင်းညူရဲ့အကြောင်းတတိုင်းတစ်ဖွဲဖြစ်သွားတော့တယ်အယိုးစုမိစာရဲ့လက်ချေတွေအဲ့ဒီတတိုင်းတစ်ဖွဲအလင်းတန်းတွေနဲ့ထိပြီးသွားကအယိုးစုမိစာလေးနောက်ကိုလှန်ကျသွားတယ်အယိုးစုမိစာအော်ဟစ်ကကုန်းယုံထပြီးတခါနေရန်ကိုသူ့ရဲ့လက်ချောင်းတွေနဲ့ရိုက်ထိလိုက်တယ်အဲ့ဒီအယိုးစုမိစာရဲ့လက်တစ်ချောင်းမှာအစိမ့်အမွာဖြစ်သွားတော့တယ်အယိုးစုမိစာကအဖြူရောင်လင်းတန်းတွေကိုသူမထိုးဖောက်နိုင်မှန်းသိသွားတာနဲ့ကျွန်တော်တို့စီကိုသာမှန်းမဲပြီးတဟုန်ထိုးဝင်လာပါတော့တယ်နောက်ဆုတ်အကုန်လုံးနောက်ဆုတ်အယိုးစုမိစာရဲ့လက်အလန်းမှာကိုချမ်းမောင်တယောက်လွင့်စင်သွားပါတော့တယ်ကိုချမ်းမောင်ကပန်းမျိုးစုံပေါက်ရောက်နေတဲ့ပန်းခင်းကြီးတွေကိုကြားရောက်သွားတော့တယ်ကိုချမ်းမောင်ကျွန်တော်အော်ပြီးအပြေးသွားခဲ့ပေမဲ့ရိုးစုမိစာရဲ့ရှီလျားလာတဲ့လက်ချီတွေကကျွန်တော်ရှေ့ကိုဝင်ရောက်တိုက်ခိုက်ပြီးကျွန်တော်ရဲ့ကြောကုန်းကိုထိမှန်သွားတော့တယ်ကျွန်တော်လွင့်စင်သွားကတိပိကြီးတစ်ပင်မှာထိမိသွားပြီးတော့နာကျင်သွားတယ်ကျွန်တော်ပါးစပ်ထဲမှာသွေးတွေအန်ထွက်သွားတယ်ထူးမြတ်ဆရာလင်းထက်ကကျွန်တော်စီပြေးလာပြီးမဲ့ကျွန်တော်တားထားလိုက်ရတယ်ကိုစောတီကျုပ်တို့အဲ့ဒီမိစာကောင်ရဲ့အစာအိမ်ကိုထိအောင်ပြစ်မှဖြစ်မယ်အစာအိမ်ကိုပြစ်ကျွန်တော်တန်ရပလက်ပွားနဲ့ထိုင်ရင်အော်ပြောလိုက်တယ်ကိုစောတီတို့ကမြားရီလန်တွေနဲ့ပြစ်ပေမဲ့အစာအိမ်ကိုမထိပဲရိုးတွေကိုသာသွားထိပြီးလက်နက်တွေလွင့်စင်သွားတယ်အဲ့ဒီအချိန်မှာဆရာလင်းညိုလဲလာရောင်လေးဆူဖြားပြီးပန်းကုံပေါ်ကြားရောက်လာရင်အတွက်အထူးတလဲကြိုးပမ်းနေတယ်ပန်းတော်ဆောင်ဖြူရောင်တခင်မကိုတော့မတွေ့ရတော့ပါဘူးကျွန်တော်လေဝေရမ်းလာတဲ့အယိုးစုမိစာရဲ့လက်ချေတွေကိုရှောင်ရှားရင်းလန်တန်တစ်ချောင်းနဲ့ပြစ်ထည့်လိုက်တယ်ရိုးစုမိစာရဲ့အစာအိမ်ကိုမထိမှန်ပါဘူး
ဘာဖူးလုံးနဲ့ပူစောကမြားတယောက်တစ်ချောင်းနဲ့ပြစ်မလို့ချိန်ရွယ်နေတော့ရိုးစုမိစာရဲ့လက်တံရှိကဝင်ရောက်တိုက်ခိုက်ပြီးတော့နှစ်ယောက်လုံးထိမှန်သွားတော့တယ်ဟိတ်ကောင်မိစာကောင်ရုတ်တရက်အော်ပြောလိုက်တာကကိုကြံမောင်မှာသူ့ရဲ့တကူလုံးတွေးလိမ့်လိမ့်ဖြစ်နေပြီးလက်ထဲမှာလေခုခုကိုစုပ်ကင်ထားတယ်ကျွန်တော်ကြည့်လိုက်တော့ကိုကြံမောင်ကန်ဆောင်ထားတဲ့အရာကခါရှိလာစိတ်ပန်းတွေပဲဖြစ်နေတယ်ရိုးစုမိစာကလည်းကိုကြံမောင်စီပြေးဝင်ရောက်လာတယ်ဟာကိုကြံမောင်မလုံနဲ့ကျွန်တော်အော်ပြီးပြောပေမယ့်ကိုကြံမောင်ကကျွန်တော်ကိုပြုံးပြနေတယ်ခါရှိလာအစိတ်ပန်းကြောင့်သူ့ရဲ့လက်မှာပြန်းနှန်းဖြစ်လာနေပြီကိုကြံမောင်ပန်းကိုလွတ်လိုက်ကျွန်တော်အော်ပြောပြီးကျွန်တော်တစ်ဖက်ကိုစော်သီးတစ်ဖက်ပြေးကရိုးစုမိစာရဲ့အစာအိမ်ကိုလန်တန်နဲ့ပစ်ထည့်လိုက်ကြတယ်ဒါပေမဲ့ရိုးစုမိစာရဲ့လက်ကကျွန်တော်တို့ထက်လင်းမြန်နေတော့ကျွန်တော်နဲ့ကိုစော်သီးမှာအဝေးကိုလွင့်စင်သွားတော့တယ်ဆရာလင်းထက်ကကိုစော်သီးလက်ထဲမှာလွင့်စင်သွားတဲ့မြားကိုယူပြီးတော့ရိုးစုမိစာကိုပစ်ထည့်လိုက်တယ်ကံကောင်းစွာနဲ့ပဲအစာအိမ်ကိုထိမှန်သွားတော့တယ်ရိုးစုမိစာကအော်ပြီးတော့ဆရာလင်းထက်ကိုသူ့ရဲ့လက်တံရှိနဲ့ရိုက်ထည့်လိုက်ပါတော့တယ်သူလည်းလွင့်စင်သွားတော့တယ်ကျွန်တော်တို့အားလုံးချက်ချင်းမထနိုင်ပါဘူးရိုးစုမိစာရဲ့ရိုက်ချက်ကအလုံးမဲပြင်းထန်လွန်လာပါတယ်အဲ့ဒီအချိန်မှာဆရာလင်းညိုမလည်းဘလောက်ထိသူ့ရင်အားတွေကိုတုံးရတယ်မသိတစ်ချက်မိန်းကနေဖြစ်ကလဲကျသွားတယ်ဒါပေမဲ့အားမလျှော်ပဲကုံယုံထားကပန်းကုံဘော်ကိုလာရောင်ကြားရောက်ရန်အတွက်ကြိုးပမ်းနေစေပါပဲတစ်ဖက်မှာလည်းကိုကြံမောင်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးပြာနန်းလာနေပြီအဲ့ဒီအခါရိုးစုမိစာကကိုကြံမောင်ကိုသူ့ရဲ့လက်တံရှိနဲ့ရစ်ပတ်ဆွဲယူပြီးတော့သူ့ရဲ့ပါးစပ်သေးကိုပစ်ထည့်လိုက်တော့တယ်ကိုကြံမောင်တယောက်ဆက်ငင်နဲ့ပါသွားပါတော့တယ်ကိုကြံမောင်ကျွန်တော်အော်ခေါ်ပြီးမယ်ဒဏ်ရာကြောင့်အတန်ကထင်သလောက်ထွက်မလာပါဘူးရိုးစုမိစာကကိုကြံမောင်ကိုစားလိုက်ပြီးသူ့ရဲ့လက်တံရှိလေးနဲ့ဆရာလင်းညိုဘက်ကိုလှမ်းပြီးမယ်အဖြူအောင်သခင်မရဲ့အကာအကွယ်ကြောင့်မိစာမနောက်ကိုသာဆုတ်သွားခဲ့ရတယ်စိန်လာရောက်မှာမှန်ပြထားကြောင့်ပန်းကုံဘောကိုစုပြုံပြီးကြားရောက်သွားတော့တာနဲ့ဆရာလင်းညိုလည်းမောက်လျက်လေးကြားသွားတော့တယ်ဟာကိုစောတီဆရာလင်းထက်လာရောက်ပန်းပွင့်ပြီဆရာလင်းညိုလုံနိုင်ခဲ့ပြီသူလုံနိုင်ခဲ့ပြီကျွန်တော်ဝမ်းသာအားရနဲ့အော်ပြောလိုက်တယ်ရိုးစုမိစာကတော့လာရောက်ကပန်းပေါ်ကြားရောက်သွားတာကိုမြင်ပြီးသူရေးနေတာကိုတီး၍လာတော့မသိကျွန်တော်တို့ကိုတဲကြီးမဲကြီးလိုက်ပြီးသူ့ရဲ့လက်ချီတွေနဲ့ဝေယံတပ်ပုတ်ပါတော့တယ်ကျွန်တော်တို့လည်းပြေးခုံရင်းနဲ့အဲ့ဒီနေရာမှာတဖြည်းဖြည်းဝေးလာခဲ့တယ်ဆရာလင်းထက်ဖိုးစောခင်ဗျားတို့ဆရာလင်းညိုကိုတွားကြည့်ကြကြကျွန်တော်တို့ဒီဘက်မှာကြည့်ထင်းထားမယ်ဟာထူးမြတ်ဖြစ်ပါမလားကွာမင်းတန်ရာတွေဒီလောက်ရထားတာမင်းသွားကြည့်ငါနေခဲ့မယ်ကွာဆရာလင်းထက်သွားပါဗျာကျွန်တော်ပြောတဲ့အတိုင်းဆရာနဲ့ဖိုးစောတို့ဆရာလင်းညိုကိုတွားကြည့်ကြပါကျွန်တော်စကားပြောနေတော့ရိုးစုမိစာရဲ့လက်ကကျွန်တော်နဲ့ဘာဖူးလုံးကိုထိမှန်သွားပြန်တော့တယ်ကျွန်တော်ရောဘာဖူးလုံးမှာလွင့်စင်သွားတော့မှစိုးချမ်းရဲ့အသက်ကိုနှုတ်ယူသွားတဲ့ရေကန်နောက်ကိုရောက်သွားခဲ့ရတယ်ရေကန်ထဲမှာစူညံတဲ့တစ်ခုထွက်ပေါ်လာပြန်နေကျွန်တော်ကရေကန်ကိုကြည့်ပြီးတော့အကြံတစ်ခုရသွားကအာယူပြီးထားတယ်ဘာဖူးလုံးကိုစောတီကျုပ်တို့ရိုးစုမိစာကိုရေကန်ထဲဆင်းအောင်လုပ်နိုင်မှာဖြစ်မယ်ရိုးစုမိစာကျွန်တော်တို့နဲ့မနီးမဝေးကိုရောက်လာတော့တယ်ဟာကျုပ်တို့ဘယ်လိုလုပ်ရမလဲအဲ့ဒီရိုးစုမိစာကရေထဲမှာလည်းရှင်းတန်းနိုင်နေတော့ဖြစ်ပါမလားကိုစောတီကစိုးရိမ်စွာပြောတယ်ရိုးစုမိစာကသူ့ရဲ့လက်ချီတွေကိုဝေရင်ဝင်ရောက်လာနေတယ်ကိုစောတီခမ ्या ပြောသလိုရိုးစုမိစာကရေထဲမှာလည်းရှင်းတန်းနိုင်နေဆိုတာဖြစ်နိုင်ပါလိမ့်မယ်ဒါပေမဲ့ဒီရေထဲမှာတော့မဟုတ်ဘူးကျွန်တော်ကန်ထဲကိုလက်ညှိုးထိုးပြရင်ပြောလိုက်တယ်ကိုစောတီနဲ့ဘာဖူးလုံကကျွန်တော်ညွန်ပြရာကိုကြည့်လိုက်ကြတယ်ဒီထဲမှာဒေါသလက်ကြီးအော်ဟစ်နေတဲ့ရေပွဲမိခင်ကြီးကိုမြင်တွေ့လိုက်ကြရတော့တယ်ကျွန်တော်တို့ရေထဲကြည့်နေတော့မှပဲရိုးစုမိစာကြီးရဲ့လက်တံတစ်ခုကျွန်တော်တို့အနားကိုရောက်လာပြီးဘာဖူးလုံနဲ့ကိုစောတီကရိုက်ထည့်လိုက်ပြီးကျွန်တော်ရဲ့ခါကိုပတ်ကဆွဲယူလိုက်ပါတော့တယ်ကျွန်တော်ရိုးစုမိစာရဲ့အယိုးသာရှိတဲ့ရှည်လျားလာတဲ့လက်ထဲပါသွားသလိုကိုစောတီနဲ့ဘာဖူးလုံတို့မှလည်းရေထဲပြုတ်ကျသွားခဲ့တယ်ရေထဲသူတို့နှစ်ယောက်ပြုတ်ကျသွားတာနဲ့ရေပွဲမိခင်ကြီးကချစ်ချင်းကိုရှိုးသွားတယ်ကိုစောတီဘာဖူးလုံရေထဲမှာမြ мян တက်မြ мян ကျွန်တော်ကရိုးစုမိစာရဲ့ရှည်လျားတဲ့လက်ထဲဆက်ငယ်ပါသွားရင်အော်ပြောလိုက်တယ်ကျွန်တော်ရုန်းကန်ပြီးမယ်ဘလို့မှမရပါဘူးရိုးစုမိစာကသူ့ရဲ့ပါးစပ်ကိုဟာကကျွန်တော်ကိုဆွဲယူနေတယ်အဲ့ဒီအချိန်မှာကျွန်တော်မြင်တွေ့လိုက်ရတာကရိုးစုမိစာရဲ့အစာအိမ်မှာတဖြည်းဖြည်းပြန့်နှံ့လာနေတာကိုပါ
ဒါကိုရိုးစုမိတ်ဆာကတတိမထားမိလေလားမသိကျွန်တော်ကိုစားရန်သူ့ရဲ့ပစံနာကိုအတင်းဆွဲယူနေတယ်သူ့ရဲ့ရောင်ဝင်တောင်းလောက်ကျဲတဲ့ပစံနာကိုကျွန်တော်ရောက်လာခဲ့လိမ့်ပြီကျွန်တော်အဖြစ်ကိုမြင်တော့ရေထဲမှာလင်းမြန်စွာတက်ပြေးလာနေကြတဲ့ကိုစောသီးနဲ့ပါဖို့လုံးမောင်အော်ဟစ်နေကြတယ်ကျွန်တော်လည်းဘာမှမတက်နိုင်တော့တာမို့လက်လုံးစုံကိုသာမိတ်ထားလိုက်တော့တယ်ကျွန်တော်ရုတ်တရက်မြေကြီးပေါ်ကိုပြုတ်ကျသွားတယ်ကျွန်တော်အယိုးစုမိတ်ဆာရဲ့ဘိုက်ထဲရောက်သွားတဲ့ထင်ပြီးမျက်လုံးဖွေးကြည့်လိုက်တော့အယိုးစုမိတ်ဆာရဲ့လက်တံရှိမှတက်ထွက်သွားပြီးတော့နာကျင်စွာအော်ဟစ်နေတာကိုတွေ့လိုက်ရပါတော့တယ်ဟာကျွန်တော်အံ့ဩသွားခဲ့တယ်ကျွန်တော်ကိုဆွဲယူနေတဲ့အယိုးစုမိတ်ဆာရဲ့လက်တံရှိကိုဖိုးစောကခုတ်ထစ်လိုက်တာကြောင့်ပဲဖြစ်တယ်အယိုးစုမိတ်ဆာပြိုလဲသွားပြီးကျွန်တော်ရှောင်ပြေးလိုက်ရတယ်အယိုးစုမိတ်ဆာကခါရှိလာအစိတ်ပိုင်းရဲ့တန်းကြောင်အစာရင်တစ်ခုလုံးပြာနှမ်းနှဲဖြစ်သွားခဲ့လေပြီအယိုးစုမိတ်ဆာကုံယုံပြီးထားသေးတယ်ဒါပေမဲ့လည်းရေထဲမှာတက်လာတဲ့လက်တံရှိတစ်ခုကသူ့ရဲ့ခေါင်းကိုထိုးပေါက်ကရေထဲဆွဲငင်ယူနေတယ်ရက်ကန်နဲ့ပါသွားတော့တယ်အယိုးစုမိတ်ဆာတစ်ခုလုံးရေထဲပါသွားလိမ့်ပြီးရေပြင်တစ်ခုလုံးနဲ့စုညံသွားတော့တယ်အယိုးစုမိတ်ဆာရဲ့လက်ချေတွေကာယာနဲ့ရေထဲနှိမ့်ဆင်းသွားတော့တယ်အဲ့ဒီအခါမှာကျွန်တော်လည်းတပြင်းချနိုင်ပြီးမြေကြီးပေါ်မှာလဲချလိုက်တော့တယ်ဒါတောင်ရိုးစုမိတ်ဆာရဲ့လက်ကကျွန်တော်နားမှာဝီကနေလာရိုက်ခတ်သွားသေးတယ်အကုန်လုံးနဲ့ပင်မနေကြလိမ့်ပြီအဲ့ဒီအချိန်မှာကျွန်တော်နားတဲ့ထူးမြတ်လို့အော်ခေါ်တန်းနေအတူဒီထဲမှာစူညံတန်တချို့ကိုနောက်ဆုံးကြားလိုက်ရတော့တယ်ကျွန်တော်နိုးလာတော့ဆရာလင်းညုံနဲ့ကြံခဲ့သူတွေကလုံးလျားလုံးဝကြီးပွင့်နေပြီဖြစ်တဲ့လာရောင်ပန်းအောင်မှာရဲရင်စကားပြောနေကြတာကိုတွေ့လိုက်ရတယ်အာနားလိုက်တာဆရာလင်းညိုကကျွန်တော်နိုးလာတာကိုမြင်တော့ထူးမြတ်နောက်ဆုံးတော့ငါတို့လုံနိုင်ခဲ့ပြီကွာဒီမှာကြည်စမ်းအဲ့ဒီလိုပြောပြီးကျွန်တော်လေးကြည်လိုက်တော့ကလေးကြီးတယောက်ဖက်စာလောက်ရှိတဲ့လာရောင်ပန်းကတာမန်နေစီပွင့်လေးအရွယ်အစားဖြစ်သွားပြီးဆရာလင်းညိုရဲ့လက်ထဲကျလာတယ်အဲ့ဒီပန်းရဲ့ပုံစံမှာကုမှုတော်ရာကြပန်းနဲ့တရံတူပေမဲ့ကြပန်းတော့မဟုတ်ပါဘူးအရွက်မပါရှိပဲပွေးပတ်များမှသာအတွင်းပိုင်းထက်ဖြစ်နေပြီးတော့ပြပတ်ပွင့်ဖက်မှာလက်အုပ်ချီတာဟန်ဖြစ်နေပါတယ်ပန်းပွင့်နဲ့ရိုးတဲ့တကူလုံးဖြူဆွနေပြီးတော့အပွင့်ကြားမှာငွေရောင်အမုံတွေတဖွေဖွေထွက်နေတယ်ဘာကြောင့်ရေမှန်းမသိအဲ့ဒီပန်းကိုမြင်တာနဲ့ကျွန်တော်ရင်နဲ့အေးမြဖြစ်သွားသလိုခံစားရပြီးနာကျင်နေတဲ့ဒဏ်ရာတွေလည်းအလင်းပြောက်သွားတော့တယ်ဟာဝမ်းသာလိုက်တာဆရာဝမ်းသာလိုက်တာဒါနဲ့အဖြူအောင်သခင်မရောဗျအဖြူအောင်သခင်မသွားနေပြီသူ့မောက်မှာထမ်းဆောင်ရမယ်ဒီထက်ကြီးမားတဲ့တာဝန်တွေရှိသေးတယ်တဲ့ကွာဒါပေမဲ့ငါတို့အတွက်နှက်ချက်ကိုအမြဲရောက်မဲ့လမ်းကိုတော့ပြောသွားတယ်ကျွန်တော်စိတ်ထဲဝမ်းနေတယ်လို့ဖြစ်သွားတယ်ဒီလောက်ချုံမောလာပါတယ်အဖြူအောင်သခင်မကိုနောက်ဆုံးကြိမ်လေးဖြစ်မမြင်လိုက်ရလေခြင်းလို့ရင်ထဲစုပ်တက်တာဖြစ်သွားတယ်ကျွန်တော်တို့အဲ့ဒီနေရာကိုကြောခိုင်းလိုက်တာနဲ့အဲ့ဒီတောင်ကမူလေးမှာအဖြူအောင်အမုံနေအဖြစ်ပျောက်ကွယ်သွားတော့တယ်ကဲကျုပ်တို့အိမ်ပြန်ကြစို့လာတော့ကကြာခဲ့ပြီမေအပြန်ခီးရတော့မကြပါဘူးအဖြူအောင်သခင်မရဲ့ကျေးဇူးကြောင့်နှက်ချောက်ကိုလင်းမြန်စွာပဲရောက်သွားခဲ့တယ်ကျွန်တော်တို့နှက်ချောက်ကိုရောက်ရောနှက်ချောက်ရွာရဲ့အနောက်ဘက်မှာစီးနေတဲ့ချောင်းတက်လေးတွင်လူတွေစုယုံနဲ့ဆူဆူညံဖြစ်နေရောကျွန်တော်တို့လည်းအဲ့ဒီနေရာကိုတွားရောက်ကလူငယ်တယောက်အားကိုစောတီကမတိရွာမှာဆူညံနဲ့ဘာတွေဖြစ်နေတာလဲအဲ့ဒီလိုမေးလိုက်တယ်ကိုစောခမမသိသေးဘူးလားရွာထဲကငါဖမ်းတဲ့သူနောက်နှစ်ယောက်ကိုဘယ်တော်မှမသိတက်လိုက်လို့ခုခေါင်းမပါပဲအလောင်းနှစ်ခုနဲ့နေပဲရွာကိုရောက်လာလို့လေအဲ့ဒါကြောင့်ဆူညံနေတာအဲ့ဒီငတိဆိုတဲ့ကောင်လေးကအဲ့ဒီလိုပြောပြီးလူသားတွေတိုးဝင်သွားတော့တယ်ဗျာခေါင်းမပါတဲ့အလောင်းဟုတ်လားကျွန်တော်ထိတ်လန့်သွားတယ်ဆရာလင်းညိုကလူအုပ်ကြီးကိုကြည့်ကထူးမြတ်ငါတို့တော့နှစ်ချောင်းမှာနေရအောင်မယ်ထင်တယ်အဲ့ဒီလိုမှတ်ချက်ပေးလိုက်ပါတော့တယ်ဇလန်းလေးကတော့ဒီမှာနေပြီးဆုံးသွားပါပြီနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်